要成功咩吧的，所以说东卡，最多这样卡，1 2 3，不要成功咩吧的，不要成功咩吧的，不要成功咩吧的，对呀，讲咩辛苦，ကျွန်တော်တို့မတော်တဲ့တာမှာဖခင်ကအတက်တဖတ်တဲ့ရောက်ပါစေအာမင်ဒီနေ့ကျွန်တော်တို့အတက်တာမှာအမေတန်ကောင်းမြတ်တဲ့သူဟာသူဖခင်ရှင်ပဲဖြစ်တယ်အာမင်ကျွန်တော်တို့ကတခါတလီတော့မကောင်းမြတ်နိုင်ဘူးမကောင်းနိုင်ဘူးအမေဒါလုံမတာအများကြီးရှိတယ်ဒါပြင်မဲ့ဖခင်တခင်ကကျွန်တော်တို့အပေါ်မှာတစ္ဆာရှိတယ်အမေတကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်အလုံးကောင်းမြတ်တဲ့ဖခင်ရဲ့အကြီးမြတ်ခြင်းကိုချီးမွမ်းကြရအောင်အာမင်
ကိုကြည်စိုးတဲ့နေအိုးအလွန်ကြီးများတော်ဖယားအိုးကိုတို့ကိုကြည်စိုးတဲ့နေ你也现在怎么都连没得猪扒西肉拍呀？俺给的青菜也没得可那古比的拍呀。哈利路亚，古罗古西斯，古罗也个地多，得给勇气吧耶古罗也努个巴多的古罗，勇气的看吧耶。哈利路亚，哈利路亚。Yes,
算上感动希望，把我阿龙真正来读。哈利路亚，切玛梅呀，阿龙的心。不算上感动希望，把我阿龙真正来读。哈利路亚，切玛梅。不算上感动希望。古罗耶路卡巴多，你用尽阿龙真正来读。哈利路亚，古罗古贝阿古，算上古罗古贝苗嘞，哈利路亚，阿龙真正来读。哈达布哈龙圣徒来的，都太阳起来，哈利路亚，谢玛。把我阿龙真正来读。的过算上，不算上感动希望。古罗过中基玛伊，我阿龙哈利路亚，不算上感动希望。我阿龙真正来读。哈利路亚。不算上感动希望。感动的希望不孤单，我阿龙真正来读。感动的希望不孤单，不能够中地的感动希望。哈利路亚，不能够进入的年，不算上感动希望。我阿龙真正来读。手机把你不落阿龙的来临。手机鼓上把你，请你阿龙天马，不落飘没人树上的手机把你，不落阿龙的来临。手机鼓上把你，请你阿龙天马，不落飘没人锁在手。中基玛伊，不落阿龙的来临。手机鼓上把你，请你阿龙天马，不落飘没人锁在基中基玛伊，手机把你，不落阿龙的来临。手机鼓上把你，请你阿龙天马，不着飘。
ကြီးစိုးတဲ့နဲ့ကိုရောကြီးစိုးတဲ့နဲ့အမေရန်သာတော့တမီတော့နဲ့အမေရန်တို့ပါရှိတော့ဖယားကိုရောကိုကြီးစိုးတဲ့နဲ့ကိုရောရဲ့မျက်မှောက်တို့ထဲမှာတခါမှအကားအတမရှိပါဘူးအမေရန်ကောင်းမြတ်တဲ့ဖယားဖြစ်တယ်အမေရန်တာဝန်ယူပြနိုင်တဲ့ဖယားဖြစ်တယ်ကိုရောကိုကြီးစိုးတဲ့နဲ့မနာမတော့ကိုချင်းမြောက်ပါ၏ချင်းမွန်ချင်းကိုကိုချအလဲမှာတို့ပါရှိတဲ့ဖယားကိုရောကိုကြီးစိုးတဲ့နဲ့ကျန်စစ်နေတဲ့အချိန်မှာလည်းကိုရောတို့ပါရှိတော်မူပါနေရယူတော်မူပါစကားပြောတော်မူပါအချိန်တိုင်းရဲ့အလုံးစုံကိုရောလည်းဝနာအနာတခါမှာတပါတီတော့ဒါတော့စိဆုခရစ်နာမတော်ကိုမြည်ပြုရဆိုတော့စကတ်အနန်ပါအမန်ဆုံးတော်ထောက်လာဖယားတခင်အာမင် Shalom. 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 ကျွန်တော်ကျမတို့ကပေါ့နော်မြန်မာစီစီမှာဆိုရင် Shalom ဆိုတဲ့ငိမ်သက်ခြင်းအရင်ပဲလိုအပ်တာဖြစ်တယ်။ရောက်စီတိုင်းပေါ်ဒီနေ့ဗိမာန်တော်ကိုရောက်ရှိလာကြတဲ့ရောက်စီတိုင်းပေါ်တက်ရောက်ပါစေ။ Amen ဒီနေ့ချင်းမကိုကိုချင်းကိုဦးဆောင်သွားတဲ့ဝိညာဉ်တော်နဲ့တကွအသုံးပြုတဲ့ worship team ဖွဲ့ကိုဖျားရှင်ကောင်းချီးပေးပါစေ။ အခုချိန်မှာပေါ့နော်ကျွန်တော်ကျမတို့ဖျားရှင်ကောင်းမြတ်ခြင်းအကြောင်းကိုကြွေးကြော်ရအောင်လုပ်ငန်းကိုင်ငန်းမှာတော်လကောင်းရှိတဲ့နေရာမှာပေါ့နော်ဖျားရှင်ကကောင်းချီးပေးတာဖြစ်တယ်ကျမချင်းပေးတယ်ကွယ်ကဆောင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုရောဂျေဇုတင်တယ်ဆိုပြီးတော့ကိုရောကိုဂျေဇုတင်ကြောင်း၃ချိန်ပြောရအောင်ပေါ့နော်1 2 3ကိုရောဂျေဇုတင်တယ်ကိုရောဂျေဇုတင်တယ်ကိုရောဂျေဇုတင်တယ်အာမင်ကျမ်းစာတစ်ပိုက်ဖတ်ချင်ပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး55အငယ်6တွေ့နိုင်သည့်ကာလတွင်ထာဝရဘုရားကိုရှာကြလော့နီးတော်မူသည့်ကာလတွင်ဆုတောင်းပတ္ထနာပြုကြလော့အာမင်တွေ့နိုင်သည့်ကာလမှာပင်လင်ဒီကနေ့ဘုရားရှင်ရဲ့မျက်နှာသာကိုရှာဖို့ရန်ဘုရားခင်မျက်မှောက်တော်ကိုရှာဖို့ရန်ရောက်ရှိလာတဲ့အရောက်စီတိုင်းဘုရားသခင်ကအနာဂတ်မှာလဲပေါ့နော်သူရဲ့မျက်နာတော်ကိုဖူးမြော်ဖို့ရန်ဘုရားခင်အခွင့်အခါကောင်းကိုပြင်ဆင်ပေးပါစေခုချိန်မှာပေါ့နော်မိတ်ဆွေချင်းအစီအစဉ်ကိုတွားရအောင်ဒီကနေ့နှုတ်ကပတ်တော်ကိုဝင်ငါဖို့ရန်အတွက်ဘုရားခင်ပို့ဆောင်ပေးတဲ့မြန်မာနိုင်ငံကနေပေါ့နော်ဘုရားရှင်ပို့ဆောင်ပေးတဲ့မစ်ရှင်ဆီယာမလွန်ရဲ့တာဆရာမုန်ဆန်ပေါ့နော်ကျေးဇူးပြုရဲ့မတည့်ရပေးပါဆရာမုန်ဆန်ပြီးတဲ့အခါမှာဖခင်ရဲ့အမှုတော်ဆောင်ပဲဖြစ်တဲ့မထိုင်သေးနဲ့ပေါ့နော်ဒံပေးတာတော့မဟုတ်ဘူးပေါ့နော်ခဏလေးဆောင်ဆရာပေါ့နော်ဆရာပြီးတဲ့အခါမှာမစ်ရှင်ဆရာတယောက်တပါးလည်းဖြစ်တဲ့ဆရာတော်တို့ပြီးတဲ့အခါမှာဆရာမုန်ဆန်နဲ့တကွရောက်ရှိလာတဲ့မောင်လေး2ယောက်နဲ့ဖိလစ်ပင်မှာပညာတော်သင်ပေါ့နော်ဖျက်ခဲနှုတ်ကပတ်တော်ကိုခံယူနေတဲ့ဆရာဂျေကေဆန်တော်လကောင်းကျေးဇူးပြုရမတည့်ရပေးပါမောင်လေး3ယောက်ပေါ့နော်ဒီဘက်မှာအကိုကြီး3ယောက်ဆရာကြီး3ယောက်โอเคဘယ်လိုမျိုးပြောမလဲဆိုလို့ရှိရင်ဖျားခင်ကောင်းချီးပေးပါစေဆိုပြီးတော့ပေါ့နော်သူတို့ရောက်ရှိတဲ့နေရာမှာဖျားခင်ကသူတို့နဲ့အတူပါရှိဖို့ရန်သူတို့ကိုကောင်းချီးပေးရအောင်ပေါ့နော်ဖျားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့3ခါပြောရအောင်1 2 3ဖျားရှင်ကောင်းချီးပေးပါစေဖျားရှင်ကောင်းချီးပေးပါစေဖျားရှင်ကောင်းချီးပေးပါစေအာမင် Oh sorry Solomon မေ့သွားတယ်ဗောနော်လျန်ပြေမောင်လေးတရားကိုမေ့သွားတယ်ကျေးဇူးတင်ပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီကနေ့ဇစီယတင်တော်မှာထိုင်လို့ရပြီဗောနော်ဇစီယတင်တော်မှာဖျားခင်ကိုချီးမွမ်းကိုးကွယ်ဖို့ရန်အတွက်ရောက်ရှိလာတဲ့ဆရာတို့ဗောနော်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဒီထဲမှာဗောနော်မြန်မာစီစဉ်မှာပထမဆုံးရောက်ရှိလာခြင်းဖြစ်တဲ့ဆိုတော့တငယ်ချင်းများရှိတယ်ဆိုရင်လက်မြောက်ပေးပါဦးဗောနော်ရှိလားရှိတယ်နော်ကျေးဇူးပြုမတည့်ရပေးပါအောင်ဘယ်နှယောက်ရှိလဲတကယ်ပဲကြိုးဆိုချင်တာဖြစ်တယ်ဗောနော်
ရှိလားမတည့်ပေးပါအောင်စမ်းတဲ့ဘေးမှာတကယ်ချင်းတယောက်မရှင်းနဲ့နော်တယောက်ထဲလားဒီဘက်ကရောဒီဘက်မရှိဘူးโอเคကျေးဇူးတင်တယ်ဖျားရှင်ကောင်းချီးပေးပါစေတော့တခါပြောရအောင်မောင်လေးအတွက်ဖျားရှင်ကောင်းချီးပေးပါစေအာမင်နောက်ခါမြန်မာလဲဖျားခင်ရဲ့နာမတော်ကိုဖိုးမြို့ဖို့ရန်အထူးပဲဖိတ်ခေါ်ချင်တာဖြစ်တယ်ဘေးမှာရှိတဲ့တငယ်ချင်းများကပေါ့နော်အထူးသဖြင့်လက်ဆွဲနှုတ်ဆက်ပြီးတော့ဖိတ်ခေါ်ဖို့ရန်လဲပြောချင်ပါတယ်အခုချိန်မှာကျွန်တော်ကျမတို့ဖျားခင်နိုင်ငံတော်အတွက်ပါဝင်ဆက်ကရမယ့်အချိန်ဖြစ်ပါတယ်စကမဲ့သူစူတောင်းအနံပေးမဲ့သူများနဲ့ကောက်ခံမဲ့သူများတော်လကောင်းအလူတော်ငွေကောက်ခံစင်မှာဂုံတော်ချီးမွမ်းဖို့ရန်ဆရာကျေကဆောင်နဲ့မောင်ဘွဲကိုတခါတည်းခေါ်ချင်ပါတယ်ဗောနော်ဆရာကျေကဆောင်ပြီးတဲ့အခါမှာမောင်ဘွဲကတခါတည်းနေရာယူပေးပါလို့ပါဝင်မဲ့အယောက်စီတိုင်းကိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်အလုံးငွေများကိုစက္ကန့်အနန္တကြအောင်အနန္တတကူနဲ့ပြည့်စုံတော်မူသောကျွန်တော်တို့ရဲ့ဖာနာမတော်ချီးမွမ်းကြပါ၏တာယာတော်ညနေချမ်းလေးမှာသားသမီးတို့ကိုဗိမာန်တော်ထဲပြန်လဲပို့ဆောင်ပေးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ကြပါတယ်သားသမီးတို့ဒီကိုရောဗိမာန်တော်ထဲကိုလာတဲ့အခါမှာကိုခန္ဓာတက်မဟုတ်ဘဲနဲ့ကိုရောပေးထားသောကောင်းချီးများထဲမှာအနှဲငယ်ကိုလည်းယူဆောင်လာကြပါတယ်။ဤအနှဲငယ်သောအရာများကိုတော့လက်ဝဲပြန်လဲအနံ့ကြပါတယ်။ကိုရောကောင်းချီးပေးလက်တန်ရှင်းစေတော်မူပါ။မွေးကြိုင်တော်ရဲ့ဖြစ်စေတော်မူပါ။ဤအလူငွေများကိုတော့နိုင်ငံတော်ဘုံတော်ထင်ရှားဖို့အလို့ငါအတော်ဖြစ်စေတော်မူပါဖာ။ကောင်းချီးများကိုရည်သွဲချီးမွမ်းလက်တော်သောအနံ့တဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်နာမကိုမြည်ပြဆုတောင်းဆက်ကကြပါတယ်ပဖာအာမင်မင်္ဂလာပါဒီညပြန်လဲဆုံတွေ့ရတဲ့ခွင့်ဖျားခင်ပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ကတခြင်းအသက်ကျွန်တော်ရေးထားတာပေါ့နော်အဲ့ဒါဆိုချင်တာဒါပေမဲ့ကျွန်တော်တိုက်မဲ့ချိန်မရလိုက်တဲ့အတွက်မဆိုအချင်းကိုတော့မဆိုဖြစ်တော့ပါဘူးလို့နောက်ပြီးတော့ ZC ရဲ့အသင်းတော်ကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လာတဲ့ခါတိုင်းမှာလဲfor you ဆိုတော့ကျွန်တော်ကိုပါဝင်ခွင့်ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တို့ကတော့ ZC ရဲ့ဆိုတာအင်ကွင်းဖြစ်နေပြီပေါ့နော်ဆိုတော့တခြင်းကလည်းတိုက်တယ်လို့မတိုက်တယ်လို့ဖြစ်တဲ့အတွက်နော်တိုက်ရင်နဲ့ကိုတော်ချီးမွမ်းပါမယ်လို့တော်ကြပြီပေါက်သိမ်းမြတ်စွာတဲ့အခါငယ်စဉ်ကကြောင်းတွေကိုတမ်းပြီးတော့ဖြစ်တယ်ဆိုမေးတဲ့မင်းနာမယ်မင်းကြောင့်များရောက်လာရင်တို့ရင်စိတ်ထိခိုက်တယ်မင်းကတော့တို့နဲ့ပါမလာပဲမောင်နဲ့မဆက်ရှောင်းနေစေ要啦就是这样Sunday school ခန်းထဲမှာခင်လာသူမမီသေးတယ်စာဆိုလဲနငါတော်တယ်ဆက်ဆံမချစ်တဲ့သူရဲ့ကြည်ပြလို့တို့တွေတူလို့လောကရဲ့လမ်းတွေပေါ်စိုးကြမကြရင်နဲ့ယုံထွက်တော့မင်းကပါမလာပဲမောင်နဲ့မဆက်ရှောင်းနေစေ Okay တို့ကတော့ဖြားကြောင်းနဲ့ပြန်ရောက်တဲ့ချိန်မင်းကတော့ဝေးဝေးနေစေတို့ကတော့ဝေးဝေးကနေစတောင်းပေးမယ်
ပြန်မလို့လိုက်ရှောင်းလာစေဒီကနေ့ပွဲတော်ဆိုတာချာချောင်းကထွက်လာတယ်တွေးလိုက်မှတတိလာစေရမ်းမဲဝနဲ့သွားပြီးရုံထွက်ဖို့ဆုံးဖြတ်တာတွေနဲ့ငါမင်းတို့တော့ပြခြင်းနဲ့တွေ့ဆိုကြအောင်တို့ကတော့ဖြားကြောင်းနဲ့ Yeah နန်းကတော့ wait တို့ကတော့ဝေးဝေးကနေဆူတောင်းပေးမယ်ယုံတယ်လို့မြောက်နိုင်ပါစေမဆိုးလို့ဝိုင်းမမိုင်းလို့ဝိုင်းရချောင်းနဲ့မလေးလိုက်လာတော့တို့မဲဟောင်းကြီးပြင်းထွက်လာပြီးမင်းကိုချင်နေမယ်နောက်ဆုံးတစ်ခါသူဆိုကြတို့ကတော့ဖြားကြောင်းနဲ့ပြန်ရောက်တဲ့ချိန် Yeah မင်းကတော့ wait နေစေတို့ကတော့ဝေးကနေဆူတောင်းပေးမယ်ယုံထလို့မြောက်နိုင်ပါစေမဆိုးလို့ဝိုင်းမမိုင်းလို့ဝိုင်းဖယားချောင်းနဲ့မင်းလေးလိုက်လာတော့ဘုံမဲဟောင်းကြီးပြေးထွက်လာပြီးမင်းကိုချွန်နေမယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဘာမှတချင်းတွေကတော့တိုက်ထားတာတော့မရှိဘူးဒါပေမဲ့မနေ့ပြန်သွားတော့ဆိုတော့လေအိမ်ကွင်းမှာတော့အပြစ်သက်နည်းနည်းကင်ရင်ကောင်းမယ်ထင်တယ်လို့ကျွန်တော်အတူတူဆိုလို့ရမယ့်တချင်းတစ်ပုတ်နှစ်ပုတ်လောက်ဆိုရအောင်လေနော်ချီးမွမ်းမေကိုရောဤကျေးဇူးတော်အသက်တာမှာမကုန်ဆုံးနိုင်ပါကျွန်တော်ဘဝမှာဘယ်မှမကြောက်တော့ပါကိုရောရှင်ခွဲကလမ်းပြပါခိုးလုံးကိုစားရဝါရဲ့နေရမောင်နေတော့ကျွန်တော်ဟီလန်ကိုလင်းစေပြီးအသေးခိုးလုံးရဖြစ်သည်မရမကျွန်တော်တွေ့ကြောင်စရာမရှိတော့ပြီကိုရောရှင်ခွဲကတော့မူပြီးခရင်ဆိုရမှုကြကျွန်တော်You're singing that chin baby ရန်သူများကျွန်တော်ဟိနာမတတ်ချပြီးတိုက်ခိုက်ရန်ကြံစီတော့လေတုံးလို့ချစ်ကလို့ရငိမ်ဝခဲ့ပြီးကိုရောရှင်ခွဲကတော့မူပြီးတိုက်ခိုက်ကြမိသူကြကျွန်တော်You're singing that chin babyချီးမွမ်းမိတဆိုကြအောင်ကိုရောဤကျေးဇူးတော်အသက်တာမှာမကုန်ဆုံးနိုင်ပါကျွန်တော်ဘဝမှာဘယ်မှမကြောက်တော့ပါကိုရောရှင်ခွဲကလမ်းပြပါခိုးလုံးကိုစားရဝါရဲ့ပြန်လေချီးမွမ်းရအောင်ချီးမွမ်းမိကိုရောဤကျေးဇူးတော်သက်တာမှာမကုန်ဆုံးနိုင်ပါကျွန်တော်ဘဝမှာဘယ်မှမကြောက်တော့ပါကိုရောရှင်ခွဲကလမ်းပြပါခိုးလုံးကိုစားရဘဝရဲ့
နေရKolongo Zaya Waye Nia Okay နောက်ဆုံးတစ်ပုတ်ပေါ့နော်အတူတူဆိုကြည့်အောင်လက်လွန်သွားတယ်လို့ဖြစ်ရင်လဲနားလဲပေးပါလို့ဒီညနောက်ဆုံးဆိုတော့ဆုံးစမ်းခြင်းတွေကိုရင်ဆိုင်ရလေအခက်ခဲပြတ်သနာများသင်ကြုံတွေ့လေရရကိုပိုင်သာသူကိုယ်တော်ရှိနေတယ်ရဒုက္ခတွေတွေ့သူဖြစ်ရှင်ခဲ့လာလေဒီလာချစ်ချင်းမြတ်တာရှင်ချစ်ချင်းမြတ်တာရှင်ကိုယ်တော်ရှင်နေတယ်နာမည်ရှိကရဲ့အဖို့ပြုပေးမယ်နေရဲ့ချစ်တိုင်းမှာque you nothing Kazayami Balo de Lole Shizuro Janda Lavene Nakatwa Muroba Oroshi Tele so young Songsan JinတွေကိုSongsan Jinတွေကိုခက်ခဲပြဿနာများခက်ခဲကြုံတွေ့လဲရရကိုပိုင်သာသူရှိနေတဲ့ခံစားရဒုက္ခတွေတွေ့တယောက်တည်းထီးကြံတယောက်တည်းထီးကြံပြီးMelo angele bilale angele bilale chichin myata shin chichin myata shin goro shin nire namye shi ga ye pho pyu pe me ne ye chain Kazayami Balore Lord Jesus Rojanda 2025 AC ပဲကျေးဇူးတော်ကြောင့်မမူတော့ပါကိုတော်နေရဲ့ချိန်နေရဲ့ချိန်တိုင်းမှာကိုရောရဲ့ကယူနာတဲ့ခံစားရပြီဘာလို့လဲလို့လဲကျေးဇူးတော်ကြောင့်သာလာမယ်နဲ့နာကတဲ့မမူတော့ပါကိုတော်ရှိကျွန်တော်နှလုံးသားထဲနဲ့တူတူလေးဆိုကြအောင်နေရဲ့ချိန်တိုင်းကိုရောရဲ့ကယူလာတဲ့လာမယ်နဲ့နာကတဲ့မမူတော့ပါကိုရောရှိနေတဲ့
2025မှာတကယ်ကိုရောနဲ့ရှောက်လန်းနိုင်တော့တက်တာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပြီးအားလုံးပုံမှာကျေးဇူးများတင်ပါတယ်အားလုံးပဲမင်္ဂလာပါအစိုးရရဲ့နောက်မှာဆိုရမှာဆိုတော့နည်းနည်းတော့ခက်လန့်လန့်ပဲနော်ဆိုတော့ကျွန်တော်တို့ဆရာကျဲကဲဆောင်လဲအရန်ကိုကောင်းပါတယ်ဘုရားသခင်ရဲ့အသုံးပြုခြင်းခံစားရတဲ့ဖခင်သားတော်ဖြစ်ပါတယ်လို့နော်ဆိုတော့ကျွန်တော်ဒီနေ့မှာဒီနေရာမှာရောက်လာနိုင်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုတော့ဒီနေရာဆရာကျဲကဲကတော့ခဏခဏပြောတယ်နောက်ဆုံးလို့ပြောတယ်ကျွန်တော်တို့တော့ပထမဆုံးဖြစ်နေတဲ့အတွက်ဘယ်နှပုတ်လောက်ဆိုလိုက်ရင်ကောင်းမလားမသိဘူးဘယ်နှပုတ်လောက်ဆိုရမလဲတော့ပဲဆိုမှာပါနော်ဆိုတော့ဒီချိန်မှာကျွန်တော်တို့လူငယ်တွေကိုကျွန်တော်အမြဲတမ်းခွန်အားပေးနေတဲ့အရာရှိပါတယ်ဘာဖြစ်လဲဆိုတော့တန်ဖိုးရှိသောသူတွေဖြစ်ပါတယ်အာမင်တန်ဖိုးရှိသောလူတွေကဒီနေရာမှာတန်ဖိုးရှိတဲ့အချိန်ကိုလုပ်နေတာဖြစ်ပါတယ်အာမင်ဆိုတော့ဒီလိုမျိုးတန်ဖိုးရှိတဲ့အချိန်မှာသူများတဲ့တန်ဖိုးရှိတဲ့အလုပ်ကိုမလုပ်နိုင်တဲ့လူတွေအများကြီးရှိတာဖြစ်တယ်ဒုက္ခတွေရောက်နေတဲ့သူတွေရှိတယ်နိုင်ငံအရက်ရက်ကိုကျွန်တော်ကြည့်တဲ့အခါမှာနော်ဆန္ဒပြတဲ့အဖွဲ့တွေရှိတယ်ခံရတဲ့အဖွဲ့တွေရှိတယ်ကြိတ်တဲ့အဖွဲ့တွေလည်းရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာတန်ဖိုးရှိရှိနဲ့ဘုရားသခင်ကိုကိုးကွယ်နိုင်တယ်ဆိုတာကတကယ်ပဲဘုရားသခင်ပေးထားတဲ့တန်ဖိုးရှိသောအခမဲ့ပေးထားတာဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကိုဘုရားသခင်အခမဲ့ပေးထားတဲ့အရာတွေတန်ဖိုးရှိစွာဖြင့်အချိန်တွေကိုအသုံးပြုတတ်တော်သူဖြစ်ဖို့ရန်အတွက်ဒီနေ့ခွန်အားပေးခြင်းတာဖြစ်ပါတယ်ဒါကြောင့်အခမဲ့ဆိုတဲ့သရှင်အဖြစ်ကုန်တော်ချီးမွမ်းခြင်းပါတယ်စင်ပြင်းလက်ခုပ်တန်တော့မဟုတ်သေးဘူး music လေးတစ်ချက်လာနေရာတွေတိုင်းမလူတိုင်းဝိငါရဲ့မြေရှိတွေအလွယ်တွေကိုသာရှာဖွေအပြစ်နှမနေမလာရုံထွက်မရတော့တဲ့ချိန်မှာအပြစ်မကဲမဲ့သူမောင်ကိုလုံးမြောက်ချင်ပြီးOh, where do pay my lay? I come and pick it. Tamburo tapping it. Tell it peace alone, Shana. Teya. Luring on twin and pick it. Go on, pay at the side. ဒါတွေကိုပြန်ထွေးပြင်းစင်သေးပြီလေအချိန်တွေပေးသလိုနေခဲ့ရင်နေဝင်ချိန်နဲ့နီလာခန္ဓာထမြတ်ဒီအသက်တွေမှာစွာသုံးလျာခါဒီချီရဲ့နောက်မှာဆိုတော့ထွက်ခြင်းစိတ်တွေအချိန်တွေလုံးသွားချိန်မှာအပူတွေထဲမှာပဲခါမဲ့ပေးခဲ့တယ်တံပိုးတော့ထားတဲ့ပြန်လဲပေးစလို့မရှာနိုင်လူတွေရောသွေးနဲ့ရွှေခဲ့တယ်ကိုယ်တော်ပေးတဲ့သက်ဆိုင်ဒါတွေကိုပြန်ထွေးပြင်ဆင်သိပြီးစကားချစ်ချင်းနဲ့ဆွေးလို့ချင်းကိုအခါမဲ့ပေးနေပြီဒီမဲ့မေလျောထားခြင်းပြန်ပြီးတွေ့တဲ့ပြီမို့အချိန်တွေတိုင်းမလူတိုင်းအသပြာနောက်လိုက်နေရခန္ဓာထမြတ်
ဒီအသက်လွယ်မှာစွာသို့လေယာဒီလောကကြီးရဲ့စီစိန်တွေအသက်နဲ့လေမလားအဖြေကိုတွမ်းမနေပြီလူတွေရဲ့အချမ်းစီလွယ်နေချီအခါမဲ့ပေးခဲ့တဲ့တံမိုးတော့ထားတဲ့ပြန်လဲပေးစလို့မရနိုင်ဟေးလူတွေကိုသွေးနဲ့ရွှေခဲ့တဲ့ကိုတော့ပေးတဲ့သက်ဆိုင်ဒါတွေကိုပြန်ကျွေးပြင်ဆင်သေးပြီနေတာကျေးဇူးတင်ပါတယ်ရောက်စတိုင်းဖျားရှင်ကောင်းချီးပေးပါစေဖျက်ခင်နိုင်ငံတော်အတွက်အလိုတော်ငွေအဖြစ်တော်၎င်းအတန်ကောင်းကောင်းနဲ့ပေါ့နော်ဖျက်ရှင်ကောင်းချီးပေးတဲ့ဖျက်ရှင်ပိတ်သိအသုံးပြုတဲ့သားနှစ်ယောက်ပေါ်မှာလည်းဖျက်ရှင်ကောင်းချီးပေးပါစေခုချိန်မှာနှုတ်ကပတ်တော်ကိုခံရမယ့်ချိန်ဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုဝင်ငါမယ်ဆရာမုံဆန်တဲ့တကွာအသုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုအားလုံးလက်ခုပ်တီးပြီးကြိုဆိုရအောင်ဟာလေလုယာကျွန်တော်ကတော့အခုနကသချင်းစုသွားတဲ့နေရာရဲ့ဆရာဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီညမှာဖျားရှင်နာမတော်ချီးမွမ်းပါတယ်နံပါတ်1အနေနဲ့ကျွန်တော်ဆရာလျံဘွဲကိုဖုန်းဆက်ပြီးမှပရမမြန်မာပြည်ကနေမလာခင်တော့ဆရာကိုကျွန်တော်အချိန်တောင်းတဲ့ခါမှာသူကျွန်တော်ကိုဗမာချိန်မှာယူမလားလို့ကျွန်တော်ကိုပြောတဲ့ခါမှာကျွန်တော်ချင်းအစီအစဉ်ပဲယူမယ်လို့ကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့ပြန်ခါနေကျဗမာချိန်ကိုလိုက်ပွဲပြန်တောင်းတဲ့ခါမှာသူကချီချီနက်နက်ပြီးသွားတာဖြစ်ပါတယ်စီစုတင်ပါတယ်ပြီးတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဒီမှာနှုတ်ခရဝီငှတဲ့ခါမှာပြန်သွားတော့ညမိတ်ခေမှာမဲဆေ့ရောက်လာတယ်ဆရာမုံဘီစီကတော်လကောင်း MBF ကနေတော်လကောင်းရောက်လာတဲ့ခါမှာသူတို့ကတန်ညပေါ့နော်ဆိုတော့ဒီမှာပါဝင်ချင်းအဖြစ်ကျွန်တော် online မှာကြီးညာလိုက်တဲ့ခါကျတော့ MBF ဆရာတွေ့တဲ့ခါကျတော့ကျွန်တော်တငယ်ချင်းမဟုတ်တော့ပေါ့နော်ဆရာမုံဘီစီမီးတယ်ဆရာမုံဘီကနေကျွန်တော်ဖုန်းပြန်ဆက်တယ်ဆိုတော့ဒီကနေပြန်တော့ကောင်းကြီးနဲ့ပြန်တော့ယုံမကပဲနဲ့တခြားနေရာကနေကောင်းကြီးရဖို့တော့ဒီကနေဖွင့်ပြီးသွားတာဖြစ်ပါတယ်အာမင်ဆိုတော့ဒီနေ့ခုနကချင်းဆိုတော့ပထမကတော့ကျွန်တော်နဲ့အမှုတော်တူတူဆောင်တာဖြစ်တယ်ဒုတိယတစ်ယောက်ကတော့ကျွန်တော်အမေရဲ့အကိုရဲ့သားပေါ့နော်ဆိုတော့အဆူတော်နှစ်ယောက်ကတော့ကျွန်တော်ညီလေးတွေဖြစ်ပါတယ်ဆိုတော့ခါမှဆိုတော့ကျွန်တော်အဆူတော်မဟုတ်ပါဘူးအဆူတော်ရဲ့ဆရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တရင်သားရဗမာစကားပြောတဲ့ခါမှာတနည်းကြတော့အရင်က1960ပတ်ဝန်းကျင်မှာစစ်မှုထမ်းနေများတဲ့ခါကျတော့သူ့ရဲ့ဘူကိုထမင်းကျွေးတဲ့ခါကျတော့ကျွန်တော်တရင်သားတွေကတအားကိုစီနာရှိတဲ့ခါကျတော့ဘူကြီးမြက်စားနော်ငါသားလဲဆရာလူပဲခွေးလူဝက်လူစားတာတဲ့ဆိုတော့ကျွန်တော်ဒီဗမာစကားတခါတလေအရန်ကောင်းချင်တဲ့စီနာရှိချင်တယ်ဒါပေမဲ့တရင်သားစကားကိုဗမာလူတိုက်ရိုက်ဘာသာပြင်တဲ့ခါမှာတဲ့အစင်မပြီးတာရှိတယ်တနေ့ကျတော့ဘူကြီးရောက်လာပြန်ပြီဘူကြီးစားနော်အခုဘူကြီးစားနေတဲ့ကြက်သားကဘာနဲ့ဝယ်တယ်သိလားကျွန်တော်မင်းမရဲ့ငကတ်တစ်ဖက်ကိုရောင်းပြီးမှဝယ်ထားတာတဲ့ဆိုတော့ဗမာစကားတခါတလေအရန်ကိုစီနာရှိချင်တယ်ဒါပေမဲ့ပြောထွက်လိုက်တဲ့စကားကတစ်ဖက်ကလူတွေမကောင်းတာရှိတတ်တယ်ဒါပေမဲ့ဒီနေ့နှုတ်ကပတ်တော်ပြောရင်တော့လွှဲမစရာအကြောင်းမရှိဘူးအာမင်သူဘုရားကိုလက်ခုပ်တီးပြီးချီးမွမ်းကြရအောင်ဆိုတော့ခုနမလေးရှားကတော့တခြားနေရာနဲ့လေထူးခြားတာတစ်ခုရှိတယ်မလေးရှားမှာလေဒီအင်ဂျီကဟူတလောကနုဒင်းဝယ်ပြီးတာဒီမတက်ပြီးပါအောင်ဝယ်တော့ကတော့ကြီးတယ်အင်ရောက်တော့ကျင်းလာတယ်ဆိုတော့မလေးရှားမှာအင်ဂျီဝယ်အဝယ်တဲ့ချိန်မှာကြီးပြီးမဲ့အင်ရောက်သူ့ဟာနုတီးသွားတယ်ဒါကတော့မလေးရှားထူးခြားမှုဖြစ်တယ်ဒီအလူဒီဘယ်လိုလာတယ်မသိဘူးပေါ့နော်အခုအရင်တော့ကတော့ဝယ်တဲ့ချိန်မှာပြီးခဲ့တဲ့ရက်မှာချောင်းတယ်အခုကကြက်သွားတယ်ဆိုတော့ဒီမလေးရှားအင်ဂျီသူ့ဟာသူနီးရင်ထိုင်နေတီးလာတယ်ဟုတ်တယ်ဟုတ်ဒါကြောင့်ခင်ဗျားတို့ဝါလာမဟုတ်ဘူးအင်ကြီးကဖြည်းဖြည်းနဲ့တီးလာတာဒါကြောင့်ကျွန်တော်ကလည်းအဲ့လိုပါပဲဆိုတော့ဒီနေ့ကျွန်တော်ဗမာစကားပြောတဲ့ခါမှာကျွန်တော်ကအတာမပြီးဘူးဒါပေမဲ့တချို့လူတွေမတူဘူး
ကျွန်တော်ဗမာစကားအတမပြေတာချစ်စရာကောင်းတယ်ဒါကတော့ကျွန်တော်ရဲ့အားနဲ့ချစ်ဖြစ်ပြန်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဘာလဲဆိုတော့တင်းရဲ့လက်ထဲမှာဘာရှိလဲဆိုတဲ့ကောင်းစင်နဲ့ဝင်ငါရမယ်ဟာလေလုယာအဲ့လိုမျိုးကျမ်းစာကြောင်းမှာတင်းဆရာကတော့ဝင်ငါတယ်တဲ့တင်းရဲ့လက်ထဲမှာဘာရှိလဲတဲ့ဆ iam ကူပြီးမဲ့ကြီးစားစာရှိတယ်တဲ့ဒီညမှာတင်းရဲ့လက်ထဲမှာဘာရှိလဲဆိုတဲ့ဟာကိုကျွန်တော်မြင်ချင်တယ်ထွတ်မြောက်ချက်ခန်းကြီးလေးအငယ်တစ်ကနေပြီးမှ9-6အထိဖတ်ရအောင်โอเคဟောဖတ်ရအောင်1-2-3-4-5-6คนที่พยางโมชีကလည်းသူတို့ဒီအကျွန်ုပ်ကိုမယုံအကျွန်ုပ်စကားကိုနားမထောင်ဘဲနေ၍ထာဝရဘုရားသည်တင့်အားထင်ရှားတော်မမူဟုဆိုကြပါလိမ့်မည်ဟုပြန်လျှောက်လေ၏ထာဝရဘုရားကလည်းတင်ဤလက်၌အဘယ်အရာရှိသနည်းဟုမိတော်မူလင်လန်တန်ရှိပါ၏ဟုလျှောက်၏မိဘောမှာပိချလဟုမင်းတော်မူတဲ့အတိုင်းပိချသဖြင့်လန်တန်သည်မွေဖြစ်၍မောရှိသည်သူရှိမှပြီးလေ၏ထာဝရဘုရားကလည်းတင်းလက်ကိုဆန့်၍သူ့အမီးကိုကြိုက်ဖမ်းလို့ဟုမင်းတော်မူတဲ့အတိုင်းမောရှိသည်လက်ကိုဆန့်၍ဖမ်းမိသဖြင့်သူ၏လက်၌လန်တန်ဖြစ်ပြန်လေ၏တို့ဖြစ်လျင်သူတို့ဘိုးဘေးများ၏ဘုရားခင်အာဗြဟံ၏ဘုရားအိုက်ဇက်၏ဘုရားယာကုပ်၏ဘုရားတည်ဟူသောထာဝရဘုရားသည်တင့်အားထင်ရှားတော်မူကြောင်းကိုထိုသူတို့သည်ယုံကြလိမ့်မည်တဖန်ထာဝရဘုရားကတင်းလက်ကိုတင်းရင်ခွန်တို့တွန်းလို့ဟုတ်မင်းတော်မူတဲ့အတိုင်းလက်ကိုရင်ခွန်တို့ထုတ်တဲ့အခါလက်ဒီမိုးပွန်ကဲတို့နုံလီတဖန်တင်းလက်ကိုခွန်တို့တွန်းလို့ဟုတ်မင်းတော်မူတဲ့အတိုင်းတဖန်လက်ကိုတွန်း၍ထုတ်ပြင်သောအခါပကတိတိုင်းဖြစ်โอเคကျေးဇူးပြုပြီးနစ်ပြန်ဖတ်ရအောင်ဆိုတော့ဘုရားတခင်နဲ့မောရှိစကားပြောတဲ့ခါဘယ်နေရာမှာပြောတယ်လဲဆိုတော့မောရှိကနှစ်ပေါင်း40ကိုပညာသင်တယ်ဖာရောဘုရင်မှာလူအနေနဲ့စဉ်းစားမယ်ဆိုရင် तू ကပညာတတ်ဘာလို့ဆို तू ကရှင်ဘုရင်ကဲ့သို့ဖြစ်ဖို့အလို့ငါမင်းသားနေရာမှာသူ့ကိုမွေးစားအမေကပြုထုံထားတဲ့မောရှိဖြစ်တယ်ဒါပေမဲ့လေသူကဇာတိအပြင်ပညာရှိတော်များလေဝိညာဉ်ရေးပိုင်းမှာလူသိတဲ့အတွက်ကြောင့်သူကဇာတိကိုပဲဥဆောင်ခိုင်းတဲ့ခါမှာအသက်တာမှာမာယွန်းသွားပြီးမှဣတိလလူမျိုးတွေကိုသူ့ရဲ့တတ်ထားတဲ့ပညာနဲ့ဥဆောင်ဖို့ကြိုးစားတဲ့ခါမှာနောက်ဆုံးမှာဘာဖြစ်သွားလဲဆိုလူတတ်သမားဖြစ်သွားတယ်ဒီနေ့တင်းရဲ့တက်တာထဲမှာတင်းရဲ့လူမျိုးကိုချစ်တယ်တင်းရဲ့ပတ်ဝန်းကျင်ကိုချစ်တယ်တင်းရဲ့မိသားစုကိုချစ်တယ်အသင်းတော်ကိုချစ်တယ်ဆိုရင်တင်တတ်ထားတဲ့အရာတစ်ခုလေးကိုဖယားတခင်မပါဘူးဆိုရင်ဒါကအနောက်အရှက်ဖြစ်တတ်တယ်နားလည်နေဖို့ဖျားရှင်ကောင်းချီးပေးပါစေဆိုတော့တင်းရဲ့လက်ထဲမှာပါရှိလေဆိုတဲ့အရာကိုဒီနေ့စိတ်ထဲမှာမှတ်ထားပြီးပါဆိုတဲ့အခါမှာနှစ်ပေါင်း40ပညာသင်ယူတဲ့အခါမှာအခုခေတ်ကဆို PhD 9ထပ်လောက်ပေါ့နော်နှစ်ပေါင်း40သင်တယ်ဆိုတော့အခုခေတ်က boy ခက်တယ်ဆိုတော့3လတည့်ရင်တော့မှဒေါက်တာကြီးရောက်လာတယ်ဟိုတနေ့ကဆရာကြီးတပါးနဲ့တွေ့တယ်နာမည်တော့မပြောတော့ဘူးခုကမြန်မာပြည်မှာနာမည်ကြီးကျွန်တော်တို့ရဲ့အကောင်းဆုံးကြီးဖြစ်တယ်သူယုံခါကိုကျွန်တော်ခေါ်တဲ့ခါမှာမုံစာမင်းစဉ်းစားလိုက်တယ်ဘာလဲလို့ဟိုတယောက်ကဒေါက်တာရတော့မယ်တဲ့ဟာဘာဖြစ်လို့လဲတဲ့ तू ကလေ BTH လည်းမတက်ဘူး MD ကျတော့အဝေးတင်တလားမှာတခါပဲတက်တယ်တနည်းတက်တယ်အဲ့ဒါ MD ပြတော့အခုမကြခင်ဒေါက်တာရတော့မယ်ငါမီးလိုက်တယ်တဲ့မင်းရဲ့ဒေါက်တာပြီးမဲ့ဆရာက library ရှိလားတော့ဟာရှိတာပေါ့ဆရာတဲ့စာအုပ်ဘယ်နှောက်ရှိလဲငါအိုးတဲ့ဆိုလူတွေကအခုဆိုမောရှိလောက်ကြောင်းတက်တယ်ဆိုဒီချင်းမှာဆိုတော့ဥပမာအခုနောက်ပိုင်းရန်ကုန်တို့ဘာတို့မှာဆိုတော့ဒီမှာသူတို့တားရဲ့ဘွိတ်ဒီပေါ့နော်ကျွန်တော်တို့တားတွေဆိုမူကျူဘွိတ်ငါတန်ဘွိတ်စေတန်ဘွိတ်စေတန်องပြီးတော့3လတင်တန်ဘွိတ်2လတင်တန်ဘွိတ်1လတင်တန်ဘွိတ်3လဆိုမောရှိတာဒီပေါင်း40ကြီးမယ်ဆိုရက်စီဖျားကြောင့်အပြီးရောက်လာမှာငါတို့ဘွိတ်တစ်ခုတည်းဘချလာတစ်ခုလားရတာကိုအဲ့လိုတွားတယ်ဘာမပြောနဲ့မင်းဟာလောက်ကြောင်းတက်လာမတက်ပဲနဲ့ဘာတီးလို့လဲ
ကျွန်တော်စေတန်းအောင်တဲ့ခါမှာကျွန်တော်အဖိုးကကျွန်တော်စေတန်းအောင်တဲ့ခါနည်းနည်းလေးကြွားချင်တာရွာမှာစေတန်းအောင်တာ၄-၅ ယောက်ပဲရှိတော့တနည်းမှာကျွန်တော်အဖိုးကအမေရဲ့အဖေကခေါ်မုန်ဆန်းလာစေတန်းအောင်တဲ့ဆိုပခုံးလောက်ပဲရှိတယ်ဘချလာပွေရတယ်ဆိုတာသူများနဲ့ခေါင်းတလုံးရှင်နိုင်တာပဲရှိတယ်မာစတာရတဲ့ခါခေါင်းတလုံးရဲ့တလက်မလောက်ပဲရှိသေးတယ်အဲ့နောက်ပဲကျွန်တော်ရွာထဲမှာတွားတဲ့ခါမှာဒီလိုမတွားရတော့ဘူးဆိုတော့မောရှိကဲတော့ကျွန်တော်တို့ဒီနှစ်ပေါင်း40နော်ဖာရောဘယင်ဒီဘလောက်တော်တယ်လဲဆိုလူတယောက်တည်သွားလို့ရှင်မပုတ်မပြတ်ပဲနဲ့ထားနိုင်တယ်အဲ့ဒါကြောင့်လေးဖြူတချင်းတုံရှိတယ်မာမီများပြောင်းလဲမသွားဘူးအစူတော်နေနဲ့ပေါင်းလာတဲ့ကွာတချင်းဆိုချင်လာတယ်ဒါတော့ကိုယ့်ရဲ့အားနဲ့ချက်ပေါ့နော်ဆိုတော့သူတို့ဘလောက်တော်ခဲ့တယ်လဲမောရှိကအဲ့လိုမျိုးတော်တာကျွန်တော်တို့လူတင်းနဲ့နှစ်ပေါင်း3ပြောတတ်တဲ့ဟာမဟုတ်ဘူးတခါတလေတင်းနဲ့3ပေါင်းဘယ်လောက်လဲ3တယ်ဒီဟာလူတွေချစ်ချင်းမြတ်မပြောတတ်တော့ဘူးအဲ့ဒါကိုတော့အစီအရလုပ်ချင်တာဒါပေမဲ့မောရှိကလည်းထူနေလည်းကောင်းပဲမဟုတ်ပြီမဲ့သူကနှစ်ပေါင်း40ငါတို့ကတော့3 လတင်တန်းပြင်ဘုရားကျောင်းမှာရမ်းဆရာကြီးလုပ်ချင်တာဘချလာပြီးလာတဲ့ပါစတာကိုလုံးဝအားမရတော့ဘူးဒီပါစတာဘာမှလည်းမတတ်ဘူးကိုလည်းကြာလာ3 လလောက်ကြာငါလည်းဘာမှမတတ်တာပဲကျွန်တော်ဘာမှစကားနားလဲကြရလားမသိဘူးနော်နည်းနည်းမြန်ွားလားနည်းနည်းမြန်ွားလားဆိုအမ तू ကဇာတိနဲ့ပဲကဲတင်ရှင်တဲ့ခါမှာသူ့ရဲ့လူမျိုးနေရောက်ဒီဣတိလလူမျိုးတယောက်နဲ့အီဂျစ်လူမျိုးတယောက်ရန်ဖြစ်တဲ့ခါမှာသူလဲပီတယူရဲ့ဦးလီလာမတီးဘူးလက်မြန်ချီမြန်ဖုတ်နေရိုက်တာနဲ့ဟိုကသီဝါတီတရင်ဒါစကားလို့တီတော်တယ်ဒါပေမဲ့ဗမာဆိုတီဝါစကလောရဟွာလားဆိုတော့နည်းနည်းဟိုနားမလဲနည်းနည်းပြောဟိုကျွန်တော်ချင်းလို့နည်းနည်းချင်းဗမာလို့ပြောမလားဗမာလို့ပြောရမလားအားလို့တီဝါတဲ့ခါမှာမောဆာကြောက်ရထွက်ပြီးွားထွက်ပြီးအဲ့နဲ့မောရှိကလူတည်းတားရှိချီချင်တဲ့အရာကကျွန်တော်တို့စတာမဟုတ်ဘူးမောရှိလည်းစတာအဲ့နဲ့မနီယာတော့အီဂျစ်လူမျိုးတယောက်နဲ့ဂျူးလူမျိုးတယောက်ရန်ဖြစ်တဲ့ခါမှာသူကအီဂျစ်လူတယောက်ကိုနေရင်အုပ်ပစ်လိုက်တယ်အုပ်ပစ်လိုက်တော့အီဂျစ်ကရှောဝါနောက်တည့်ကြတော့ဂျူးလူမျိုးချင်းစကားမျိုးတော့သူကလည်းရှာရှိပြန်ချင်းတယ်တခါတလေငါတို့ဘယ်သူမှလာမပြီးပဲနဲ့တားရှာရှိတဲ့အဖွဲတစ်ဖွဲရှိတယ်အကြံပြည့်ရရှိလာစာမရတဲ့တော့မှလည်းရှိမှာပါနော်ဆရာတခါစီနုဒီမရှိလားဟိုတနေ့ဆရာမကျင်းနူးနဲ့နုဒီနဲ့သူတို့ကကျွန်တော်hot pot ချီတော့လေတချို့လူရှင် hot pot ဒီပါချီလို့ရှင်စကားမပြောရတော့ဘူးသူတို့ပြောတာငင်ခါမှာကျွန်တော်ပါဆရာမကျင်းနူးနဲ့နုဒီနဲ့ပါစတာလို့ဒါမလွယ်တော့ဘူးထင်တယ်နော်ရှင်းလို့စတာနော်အဲ့နဲ့သူလဲဘာဖြစ်လို့နင်တို့စကားများရန်ဖြစ်တာလဲလို့ပြောတဲ့ခါမောရှိကိုပြောတဲ့ခါမှာမောရှိကနေလဲမနီကလူတတ်တာငါတို့အီဂျစ်ပြည်မင်းစီတိုင်ဘယ်လို့ပြောတဲ့ခါမှာမောရှိကထွက်ပြီးတော့တာဖြစ်တယ်ဆိုတော့သူကပညာသတ်ပြီးမဲ့နှင်းချမှုမရှိတဲ့အတွက်ကြောင့်ဖခင်ကအတုံးပြုလို့မရအာမင်တင်ဘလောက်တော်လေတက်လေဆိုတဲ့အရာတဲ့တင်ဘလောက်နှင်းချနိုင်တယ်လေဆိုတဲ့အရာပေါ်မှာဘုရားတကယ်အတုံးပြုတာဖြစ်တယ်အာမင်သူပေးရောက်လက်ခုပ်တီးပြီးချီးမွမ်းကြရအောင်ဆိုတော့နိပေါင်း40တိုးထဲမှာအနေဆုံးဖြစ်တဲ့သူဒီကိုကြောင်းပြီးတယ်သူဒီကမျက်လုံးကမကောင်းဘူးအဝေးကြီးမမြင်နိုင်ဘူးနီးကပ်ပဲမြင်တယ်ဒါကြောင့်တင်ကဖျားเจ้าမရောက်ပဲအဝေးကြီးရောက်တယ်ဆိုရင်ဘာနဲ့တူလဲစိတ်နဲ့တူတယ်စိတ်ဆိုတာကစာလင်းလုံရတဲ့တာတစိတ်ဟုတ်တယ်နော်စာလုံရတဲ့တာတစိတ်မို့စိတ်နှလုံးမဟုတ်ဘူးအကောင်အင်္ဂလိပ်လိုပြောဆို gout ဘာလဲပြောအင်္ဂလိပ်လိုပြောရင် gout ဆိုအင်္ဂလိပ်လိုလည်းနည်းနည်းပြောရခါမှာတမ်ပီဝါတာဆိုတော့သူအဲ့လိုမျိုးသူချောင်းတဲ့ခါမှာသူ့ဘဝမှာလူတတ်သမားလို့သူတိလာတဲ့ခါမှာသူကဘယ်လိုပဲဖြစ်ကျွန်တော်တို့ဘဝမှာလဲအမားတစ်ခုပြုမိတယ်ဆိုရင်ကျွန်တော်တို့က confident မရှိတော့ဘူးမောရှိလည်းနေပေါင်း40ပညာသင်တယ်ဒါပေမဲ့သူမာယွန်းတဲ့အရာလုံးမိတဲ့ခါမှာထွက်ပြီးတဲ့ခါမှာဖယားတခင်နဲ့ထိတ်တိုက်တွေ့တဲ့ခါမှာသူလည်း confident ပြောက်သွားတာဖြစ်တယ်
နားလည်နေဖို့ဖျားရှင်ကောင်းချီးပေးပါစေအဲ့ဒီချိန်မှာဘုရားသခင်ကဣသီလလူမျိုးတွေကိုနှစ်ပေါင်း430ကျွန်းခံတဲ့နေရာကနေအာဗြဟံပေါ်မှာပြီးထားတဲ့ဂတိမီခါနာန်ပြည်ကိုခေါ်သွားမဲ့အချိန်မှာဦးဆောင်မလူတယောက်လိုအပ်တယ်ဒီတင်နဲ့ကျွန်တော်တက်တာထဲမှာပတ်ဝန်းကျင်မှာချီနှောင်ထားတဲ့လူကိုလွတ်မြောက်စီဖို့အလို့ငါတင်နဲ့ကျွန်တော်ကိုဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်အာမင်မလေးရှားမှာလူငယ်တွေမြောက်များစွာပျက်စီးတဲ့လူမြောက်များစွာရှိတယ်သူတို့လည်းကောင်းမဲ့စိတ်ဓာတ်ကျတဲ့လူမြောက်များစွာရှိအဲ့ဒီလူတွေကိုပြန်လဲပြီးမှလမ်းမှန်ပို့ဖို့လူငါမိတ်ဆွေကိုဘုရားသခင်ဒီနေရာမှာပို့ဆောင်ပေးတာဖြစ်တယ်ဟာလေလုယာအဲ့ချိန်မှာဘုရားသခင်ကမောစီဘာလို့နေရလဲကိုတော်ရှိပါတယ်အရင်ကကျွန်တော်အဲ့လိုမဟုတ်ဘူးကျွန်တော်ကျတော့ကိုတော်ရှိကိုတော်ကခေါ်လို့ရှိလဲခဏလေးမအားဘူးပဲမလာစားပလာမကောင်းလည်းမသိဘူးတိုက်ရှာရအောင်မယ်အဲ့လိုမျိုးသူတို့အဲ့လိုမဟုတ်ဘုရားစကားကျွန်တားကြောက်တာအခုကကျွန်တော် prophet တယောက်ကကျွန်တော်စီ prophet လာပြုလို့ရှိရင်နောက်တယောက်စီပြန်ပြီးဟိုတယောက် prophet ကအဲ့လိုပြုတယ်ငါဒီဖက်ကမလားမသိဘူးသူတို့နောက်အရင်ကအဲ့လိုမဟုတ်ဘူးပြုတ်ပြီးဆိုတာနဲ့ရခါညုံလေးပဲဆိုတော့ဘုရားသခင်ကနံပါတ်1ကိုနံပါတ်1တကျေးဇူးပြုပဲအခန်းငယ်1ကျွန်တော်ယောက်ကတော့သိကြပါတယ်ကျန်းစာအခန်းငယ်1ချစ်စရာကောင်းဘယ်သူလဲမသိဘူးထာဝရနှစ်အမီးကိုနောက်မှကြိုက်ခိုင်းမယ်ခုကလည်းအမီးပဲကြိုက်ချင်ကြလားမသိဘူးဆိုတော့ထာဝရဘုရားကလည်းတင်ရင်လည်းတိုင်းအဘေရာရှိတဲ့တို့မိတော်မူရင်လန်တန်ရှိပါ၏ဆိုအခန်းငယ်တစ်ထဲမှာဗာပြောလဲဆိုဘုရားသခင်ကမောရှိကိုစကားပြောတဲ့ခါမှာမောရှိကငါတို့အဖူးနဲ့တူပဲဒီမှာရှိတဲ့ဖူးတွေနဲ့ငါတို့နဲ့တူပဲမောရှိပါပြောငါရဲ့စကားအားရဆိုတော့ငါလူမျိုးတွေမယုံကြည်စငါဘာလို့များညဘုရားကစကားပြောအကြောင်းပြချက်ရမ်းယူချင်ကြတာဘုရားเจ้าမှာလည်းအဲ့လိုပဲအမှုတော်ဆောင်တဲ့လူအဲ့လိုပဲတရားဟောပါဆိုလေပြန်စမှုမရှိသေးဘူးတလားလောက်မခေါ်ဘူးဆိုငါ့ကိုတရားမဟောခိုင်းဘူးဆိုလူတွေကအကြောင်းပြချက်ကိုအရန်ကိုလူချင်းတာချင်းလူတခွန်းပြောလိုက်မယ်တောက်လပ်ဆုံးနေတယ်ဒီနေ့ဖျားကြောင်းလာပါအောင်အမလားအာဦးမဖိလိုက်ညာဖြစ်တယ်ဆိုမောရှိလေဘုရားတခင်ကသူ့ကိုလူတတ်သမားဆိုတာလည်းသိတယ်သူပဲရောက်နေတာလည်းဆိုတာသိတယ်ဒါပေမဲ့ဘုရားတခင်မောရှိစကားပြောတဲ့ခါမှာအခန်းငယ်တစ်ထဲမှာကျွန်တော်စကားကိုသူတို့မယုံဘူးစင်ငါဘာလို့မလဲဘုရားတခင်ကတင်းကိုစကားပြောပြီးဆိုတင်းဘသူပဲဝလဲဆိုဘုရားတခင်သိတယ်အာမင်အာမင်သူဘုရားလည်းခေါ်တည်ပြီးချီးမွမ်းရအောင်တင်ကလူဆူလားလူကောင်းလားစိတ်ပုတ်တဲ့လူလားအာမင်စိတ်ခဏကောက်တဲ့လူလားဒါမှကျွန်တော်လူစိတ်တအားဆက်တဲ့လူလားကျွန်တော်စိတ်ကဘလောက်ဆက်တယ်လဲဆိုကလာအော်ဒီဆက်တယ်ကလာအော်ဒီငရုတ်တီလားကဘာပေါ်မှာအဆက်ဆုံးငရုတ်တီလောက်တုံမှဟိုဦးချီထဲမှာကျွန်ဆက်တယ်အဲကြောင့်ကလာအော်ဒီဒါမဲ့အခုထိုင်းတွေကတော့ကလာအော်ဒီကိုသူတို့ကစီးတကြက်ထည့်ပြီးမှစားလိုက်တယ်ချိုးသွားအဲကြောင့်ထိုင်းတွေကဟိုအစားတောက်ဘလော့ကားတွေဆိုငရုတ်တီအယုံတေမဲရှိသူတို့ကစီးတကြက်ထည့်လိုက်တော့ချိုးသွားတာအထွတ်တော့ချူလာတော့မသိဘူးအဝါတော့သူတို့ချူသွားတယ်ဆိုတော့မောရှိကိုဘုရားကခေါ်တဲ့အခါမှာ तू အကြောင်းပြချက်ပဲပြောတယ် तू စကားအားတယ်စကားထစ်တာဥပမာကျွန်တော်တို့ကရီရှိလားဆိုတော့ तू ဇီရှိလားအဲ့လိုမျိုးစကားထစ်တယ်ဆိုတာအဲ့တော့ तू အားတာမို့ပဲစကားထစ်တဲ့ခါကျတော့ကျွန်တော်ပြောမဲ့စကားလုံးတွေ तू တို့ယူမလားဆိုတော့ဘာဖြစ်လို့ဆိုလူတင်းပေါင်းမြောက်များဆိုကိုအိုးဆောင်မဲ့လူတွေက public စကားပြောပုံပြောနေတတ်မှရတာလို့ရှိရင်အတန် in front လုံးနိုင်မှရတယ်တော့ तू ကသူ့ရဲ့အသွေးခေါ်နဲ့စဉ်းစားတဲ့ခါမှာ तू ကငါအစကားယုံမလားပြောတဲ့ခါမှာဖယားကဘာပြောလဲတင်းရဲ့လက်ထဲမှာပါရှိတယ်ဒီနေ့ဒီမှာရှိလို့လူငယ်ပူများတယ်ဆိုတော့ကျွန်တော်တို့တက်တာထဲမှာဒီအရာကကျွန်တော်ကိုဖယားကဘာကြောင့်စကားပြောတယ်လဲဆိုတော့ကျွန်တော်ကျန်းစာကြောင်းတက်တဲ့ခါမှာတတိယနှစ်မှာနောက်ဆုံးနေ့ရောက်တော့မယ်နောက်ဆုံးနေ့ရောက်မဲ့လူတွေရဲ့နွေရာတီချောင်းပိတ်မှာ gospel တွားရတယ်အဲ့ gospel တွားမဲ့လူတွေကဘယ်မှာတွားလဲဆိုတော့ကရင်ပြည်နယ်တွားရတယ်အဲ့ဒါငါလဲနာမည်ပြီးတယ်ဒေါန်ခတ်မုံဆိုပြီးနာမည်ပြီးတယ်နွေရာတီလေးရောက်တော့ gospel တွားမဲ့ငါမပါတော့ဘူးပြီးတော့ကျွန်တော်ကအဲ့လိုမျိုးမပိုင်တိုက်ရိုက်မီးတဲ့အဖွဲထဲမှာပါတယ်
ကျွန်တော်ရုံးခန်းကိုတော့လေဆရာဘာဖြစ်လို့ကျွန်တော် gospel တော့ဖို့နာမည်ဇင်းပြီးတာဘာဖြစ်လို့ကျွန်တော်မပါတာလဲလို့ကျွန်တော်မြည်တဲ့ခါမှာဆရာကပြန်ဖြေတယ်မုံဆန်မင်းကဂီတာမတီးတတ်ဘူးတချင်းမဆူတတ်ဘူးဗမာစကားလည်းအတာမပြီးဘူးအဲ့ဒီတော့ကြောင့်ခင်ဗျာ gospel တော့ဖို့အစင်မမီဘူးသူပြောတာမှန်တယ်ကျွန်တော်ဂီတာမတီးတတ်ဘူးဗမာစကားလည်းအတာမပြီးဘူးတချင်းလည်းမဆူတတ်ဘူးအဲ့ဒီချိန်မှာကျွန်တော်မှာဘာစဉ်းစားလဲကိုရောကျွန်တော်မှာဘာရှိလဲအေးခင်ဗျားမှာစကားအရန်ပြောနိုင်တဲ့စွမ်းရည်ရှိတယ်အာမင်အာမင်ကျွန်တော်နဲ့ထိုင်ရှိပါမနဲ့မူလန်ထိကျွန်တော်ပြောနိုင်တယ်ဒါကြောင့်တင်းရဲ့လက်ထဲမှာဘာရှိလဲမုံဆန်တချင်းလည်းမဆူတတ်ဘူးဇနီးထိဂီတာလည်းမတီးတတ်ဘူးဗမာစကားလည်းခုထိအတာမပြီးဘူးတော့ကျွန်တော်မှာစကားပြောနိုင်တဲ့အစွမ်းအားရှိတယ်ဟာလေလုယာဟာလေလုယာသင်ရဲ့ပတ်ဝန်းကျင်မှာသင်ကိုပြောလိမ့်မယ်ဘာမှမလုပ်တတ်ဘူးပြောမယ်ဒါပေမဲ့သင်မှာဘာရှိလဲအဲ့ဒီຢာလေးကဘုရားဘုန်းတော်တင်ရှားဖို့သင်ကိုပြီးထားတာဖြစ်တယ်ဒါကြောင့်ဓမ္မတစ်ထဲမှာဘာပြောလဲလူတိုင်းမှာဘုရားတခင်ကစုဂျေဇုတစ်ခုချင်းစီပြီးတယ်ဒါပေမဲ့တချို့တွေကတော့သူတို့မှာမပိုင်ဆိုင်တဲ့စုဂျေဇုကိုပဲသူတို့တန်းတာနေတာဒါမဲ့ကျွန်တော်ယနေ့လူငယ်ဒီမှာရှိတဲ့ဇက်စီအသင်းတော်မှာရှိလူငယ်တွေကဘာလဲကို့မှာရှိတဲ့စုဂျေဇုပဲအသုံးပြုပါဘာဖြစ်လို့လဲသူများနဲ့မတူထူးခြားတဲ့အရာဘုရားကအသုံးပြုမှာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေရာမှာဘုရားသခင်ကမောရှိစီမှာသင်ရဲ့လက်ထဲမှာဘာရှိလဲလို့မီးတဲ့ချိန်မှာသင်ပေသူပဲဝါလဲဆိုငါသိတယ်ဒါပေမဲ့သင်ကိုငါအသုံးပြုရှင်လို့သင်ရဲ့လက်ထဲမှာဘာရှိလဲအဲ့ဒီလန်တန်လေးနဲ့ဘုရားဘုန်းတော်ကိုထင်ရှားဖို့ဘုရားသခင်ကရွေးကောက်ထားတာဖြစ်တယ်အာမင်ပြီးတော့သုံးကိုဖတ်ရအောင်မိပေါ်မှာပိချလာဟုမင်းတော်မူတဲ့တိုင်ပိချတဲ့ပြင်လန်တန်ဒီမွေဖြစ်၍မောရှိဒီသူ့ရှိမှာပြီးလီမောရှိလဲကျွန်တော်တို့လူကြောက်တတ်တယ်နော်အဲကြောင့်ဝိညာဉ်တော်မှာပိုင်လေ PhD ခုနထရလဲကြောက်တတ်တယ်ကျွန်တော်ဆိုစီးထူတာရမ်းကြောက်တယ်အတွေ့တာတော့ငိုချင်းတယ်ကျန်းစာကျန်းတော့နည်းနည်းဖြစ်တော့စီးထူမယ်လို့မလားထွက်ပြီးတယ်လက်ဒီနဲ့ချီနဲ့ကျူးနဲ့တုတ်ခါနေနောက်ဆုံးကြည့်လိုက်တဲ့ခါကျတော့ဆီယမတွေကလည်းတူနာပြုတ်ဆီယမတွေကလည်းအရင်တော့ချောကြတယ်ကြည့်တဲ့ခါကျရှက်လို့ထိုးငူတယ်အဲ့ဒါနဲ့သူကယောက်ျားဖြစ်မငူဘာဖြစ်လို့ငူတာလဲလို့ကျွန်တော်ပြောတယ်ကျွန်တော်ပြန်ပြောတယ်ယောက်ျားဖြစ်လို့မငူရဘူးဆိုဘယ်ထဲမှာရေးလို့လဲလို့ဆိုတော့ဒီမှာကမောရှိကအကြောင်းပြချက်မိတဲ့ခါမှာဘာဖြစ်လို့ကျွန်တော်ကိုသုံးပြရမှာလဲကျွန်တော်ကစကားအားတယ်လို့ပဲကိုရောလို့ပြောတဲ့ခါမှာသင်ရဲ့လက်ထဲမှာဘာရှိလဲဒီနေ့ဘုရားတကယ်သိကိုစကားပြောတဲ့ခါမှာအတင်းတော်တို့စကားပြောတဲ့ခါမှာမိသားစုတို့စကားပြောတဲ့ခါလူမျိုးတို့စကားပြောတဲ့ခါကိုရောကျွန်တော်ဘာမှမလုပ်သူတို့ယုံမှာမဟုတ်ဘူးလို့မပြောပါနဲ့ကိုရောကျွန်တော်ဘယ်ဖက်ကနေလုံနိုင်မလဲလို့ပြောပါဟာလေလုယာဟာလေလုယာဘာဖြစ်လို့လဲသင်မပြည့်စုံမှန်ကျွန်တော်တို့မပြည့်စုံမလုံနိုင်မှဘုရားတခင်သိတယ်ဒါပေမဲ့ကျွန်တော်တို့အားဖြင့်ဘုန်းတော်ထင်ရှားဖို့လုံကသင်နဲ့ကျွန်တော်ကိုရွေးချယ်ထားတာဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့မှာဘုရားတခင်မောရှိမိဘပြလိုက်ဆိုတာပြချလိုက်တဲ့ခါဘာဖြစ်သွားလဲငွေဖြစ်သွားတယ်ဘုရားရဲ့နမိတ်လက္ခဏာတွေ့တော့သူဘာဖြစ်သွားလဲဘာဖြစ်သွားလဲကြောက်ပြီးတော့ဘာလုပ်လဲထွက်ပြီးသွားတယ်ကြောက်တတ်တာတင်နဲ့ကျွန်တော်ရဲ့စပြူတာမဟုတ်ဘူးမောရှိလဲထွက်ကြောက်တတ်ပါတယ်ဒါကြောင့်ကြောက်တတ်တာကိုအားမငယ်ကြပါနဲ့လို့နော်ဝရှိဘူးဆောင်ပြီးမဲ့ကြောက်တတ်တယ်ပါစတာလည်းကြောက်တတ်တယ်တနေ့ကျတော့ကလေးမျိုးမှာပါစတာတယောက်သူ့အမေဆုံးတော်တဲ့ခါကျတော့ဆန်ငူတယ်ငိုတဲ့ခါတင်းသူတင်းသားလီလာတယ်ဆရာမငုံနဲ့လေဆရာကလည်းဟိုတနေ့မှာပဲအတင်းသားတယောက်ကပြောတယ်ဟိုတနေ့မှာပဲဆရာကျွန်တော်အမေဆုံးတော်လို့ဆရာပဲကျွန်တော်ကိုနှစ်သိမ့်ပြီးတာကျွန်တော်ခွန်အားရှိတာလေလို့ပြောတယ်အဲ့ဒီပါစတာအဲ့ဒါကနင်တို့အမေလေးအခုတီတာငါအမေလေးပေါ့နော်တခါတလေပါစတာတယောက်ပါတယောက်တခါတလေကြောက်တတ်ကြတယ်လေနော်ဒါတည်းကတော့နားလေရမှာအာမင်တင်တယောက်တည်းမဟုတ်ပါဘူးတချင်းလေးတခါတလေမဆူတတ်ဘူးလို့ထင်မှာဆိုလို့ကျွန်တော်လဲ love song တွေပါစတ်တတ်တယ်ဖယားတချင်းမစတ်သေးတာပဲရှိတယ်ဘာလို့လောလောဆယ်တချင်းစတ်တယ်လို့မြတ်တဲ့တော့ကျွန်တော်နေရဖယ်ပေးတာဖြစ်တယ်ဆိုတော့မောရှိဒီဘာဖြစ်လဲသူရှိမှာပြီးလီဖယားရခင်ရဲ့နမိတ်လက်ခန္ဓာမြင်တဲ့ခါမှာမောရှိလဲထွက်ပြီးတာဖြစ်တယ်အခါငယ်လေးသာရဘုရားကလည်းသင်လက်ကိုစံ၍
ตัวมีกูไก่วางหูเขาเม้งดอมูดีได้มอชีดีเล็กกูสานยุยพามีตะเพียนตัวเล่นในลานตามพิเปียงอีฮาเลลูยาฮาเลลูยาจนเรายุงจีตูดีแต่ขาดลีพยาตะเก่งว่ายันยุงจีปีเม่แต่ขาดลีพยาตะเก่งสิมาขณะนั้นไม่เคยขณะตองจ่าเลยแต่เมื่อจนเราดูอย่างนั้นไม่เล็กขณะตองเสียมลูบาบูพยาตะเก่งเนี่ยปงมันตัวได้ขามานั้นไม่เล็กขณะก็ตินเนี่ยตุชิปิตาพิเตฮาเลลูยามอชิกาโรดินียามาตัวการพยากูมายุงโลกสุดาเทตุกูตู confident เนี่ยตัวได้ขามาพยาตะเก่งตุชิชิงกูตองสู่ตัวราพิเตมาจนว่าติงขันสายอยู่ได้ยาตะคูชีเดนเอาไปกูลีลาได้ขามาโมชีอติตามาพยาตะเก็มพอเปียท่าได้หาชิดชินเล็บมาขานได้ขามาซีมาใส่อารอนกูคอลาราพิเตทีนี้ตีเอติตาเทมาจนว่าติตาเทมาจนว่ารู้เอติตาเทมาพยาตะเก็มเปียวท่าได้ไอยากูชิดชินเล็บมาขานมุสุนแต่เชียตยาวสีมากูตัวตาเดสุดากูจนว่ารู้แต่ดีปิ้วสีชินเดอุมาอเตนโนมาว่าชีวิตส่งบาสุนบามาสกามาตับบูบามาไม่เป็นประตูมาดิมาตัดได้ลูไม่ชีบูบามาลูมิวดิตรงบามาสกาอากงลูมาตัดบูเขาเดี๋ยวมายุงเจ้าบูล่ะตัวเราตัวอากงลูมาตีบูชิ้นนี่เลยตัวเราชิ้นสกาตรงมาตัดบูแต่ดิมดีเลยแต่ดิมสกาอากงลูมาตัดบูอ่ะฉันกบาปมาอโตสงสวนไม่ชีบูอาเมนบามาสกาอโตสงเลยไม่ชีบูตัวเราเลยมาตัดบูได้ไหมเองการเนี่ยมาว่าชิบุส่งบาสุนเลยมาตัดยังเลยแต่ชิ้นจีบิมาสุเลยหูยินว่าเสด็จคำรู้แค่เดินเจนสาจังเด็กขาจะรอเองเลยรู้สึกต้องใครเด็กขาจะตัวเลยตัวเปลี่ยนเปลี่ยนเด็กขาจะเองเลยสกาเลยมายาเด็กขาสาเนี่ยพัดเดี๋ยวพัดว่า Heavenly Father สุดเลยใช่ไหมตัวตั้งแต่ชิ้นนี้เลยโซ่เล็ดโซ่เด็กขาจะสายยศอยู่ปีเด็กขาจะมาตุ้ยเราเมียนลาพิจาเมียนลาพิจาสู้ต้องพิจิมีลาพิจา Heavenly Father มีลาพิจา所以就那爸妈路สู้ต้องเลยคำมาก้องเกมุงในชีดอมูโรทาราพยานามาโรพี่ได้คำมาสายยศเปียวตัวเลยเมียนเก้าพิจาเมียนเก้าพิจาลูกเมียเปียวลูกกันนี่ซาลาเลยค่ะตัวเราเดียกับบาจอพิตัวเลยนั่นเลยในบุพยาชิงก้าวจีวาสิฮาเลลูยาจนยังคงมาเจนสาจังเตเด็กคำมาจนเลย爸妈สกามาชวนบุแต่แม้จนว่าประมาณเจนสาวกูอาสาการในทรงที่จนวัตถุพัดลุพัดเดอาจารย์จนว่าพัดล้วนเลยขาจะเราหูแต่เขาดิมาเล่เปียวพูดเด็ดเจนสากะเมงมาชานีเล่ชีเดจิสาสกาเปียวนีเล่ชีเดยานพิษเดนีชีเดอาจุยตองเดนีเล่ชีเดไปสันชีเดนีเล่ชีเดไม่ใช่ชีเดมายุงมาชีเดพัดชีเลยอาเมนดีเทมาโซโลมอนแต่ชิมพัดได้ข่ามาง่านมาอย่าเมียลงดิช่วงอย่าเมียลงแกดูใช่ไหมครับเมงมาเดี๋ยวบาปเราง่าเลยเปียวมาเสพเปียวเมงก็เลยลูกจ้าเปียวอะไรเนาะฉันสามีพัดเทมายีซาตัวเอามาโซโลมอนยีดาเอามามงสันยีเลยตัวยันยงมาแต่แค่ลูกอยู่สุดแล้วมอชีเพชรเปลี่ยนตัวอย่างมามอชีดีเล็กกูสัญญาพามีแต่เพียงตัวอีเล่นในลานตามพิบเปลี่ยนเนี่ยအခုနမောရှိကြိုက်ထားတဲ့လန်နာကိုဘုရားကမိထဲမှာချလိုက်ဆိုတဲ့ခါမွေဖြစ်သွားတယ်ပြန်ကောက်တဲ့ခါမှာဘာဖြစ်သွားလဲလန်တန်ပြန်ဖြစ်သွားတယ်ဆိုလိုချင်တဲ့သဘောကပါလဲခင်ဗျာဘာတတ်ထားလဲဆိုတာတဲ့ငါဒီမောရှိနဲ့အတူရှိတယ်ဆိုတဲ့ကြောင့်ပေါ်ပြချင်တာဖြစ်တယ်အာမင်အဲ့ထဲမှာတရားဟောဆရာတိုင်းလည်းပြောပါတယ်ကျွန်တော်ဒါဝိဒ်ကိုခွန်အားရတဲ့ဟာတကူကပါလဲဆိုတော့Goria ka manetai faliti mendaji Goria ka bao sa hey jolo miu de ka lu mai shi la twat la ke ဆိုတဲ့ခါမှာကျူးဒီကြောက်တယ်ဆိုပြီးမှပြောကြတယ်တဲ့ဒါပေမဲ့ဒါဝိဆိုတဲ့လူငယ်လေးကအဲ့ဒီစကားတန်ကိုကြားတဲ့ခါမှာဒါပဲအခုတော့မိုက်တဲ့ကောင်ဘယ်ကောင်လဲမသိဘူးဆိုတဲ့ခါဒါဝိကိုတွေကဟောမင်းဘာဖြစ်နေလဲဆက်ဒေးဗစ်အီစီနေစားဟုတ်တာsorry တဲ့ဆက်ဒေးဗစ်မို့ကျဆာဒေးဗစ်ပြောတာเสด็จตรงเมียนยงเด้เสด็จตัวลาชละก็เดี๋ยวไม่ก่อนนี่ด้วยกันจูดิมารู้ไม่ใช่ละเสด็จก็ปัดนั่นจะยาวละลาชเสด็จตรงตูไม่ล้มตูกูละไปดูฮะไปดูเลยเนี่ยตัวมาก็จ้าไหนบุตัวน้ำมาจ้าไหนบุအဲ့ဒီချိန်မှာလက်နဲ့ရှိတဲ့လူတွေကသူ့အကူတွေသူ့မှာလက်နဲ့မရှိဘူး
ဘာရှိလဲသူ့မှာယုံကြည်ခြင်းရှိတယ်ဖယားတကယ်လုံနိုင်ခြင်းကိုသိတယ်အာမင်ဒီနေ့ဖယားတကယ်ကသင်ရဲ့လက်ထဲမှာကြောက်ခဲဒါဝိခဲတို့ကြောက်ခဲတိတိလေးရှိတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေပြန်လိလာတဲ့ခါမှာသူ့ရဲ့ကြောက်ခဲရဲ့အရှင်ကဒီ6လုံးပင်တော်တယ်လေအဲ့ဒါထက်ပုံမြင့်တယ်သူ့ရဲ့အရှင်ကဆိုတော့ဒီနေရာမှာကတင်းရဲ့လက်ထဲမှာပါရှိတယ်ဒါဝိရဲ့လက်ထဲမှာကြောက်ခဲတိတိလေးပဲရှိတယ်အဲ့ဒါလည်းခေါ်လက်ကိုနိုင်တယ်ဘာဖြစ်လို့လဲဖယားတခင်ကတိုက်ပြီးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုဓမ္မတိခေတ်ထဲမှာမုံ9လုံးနဲ့9 နှစ်ကောင်အကြောင်းတခါတည်းလူကြီးတွေကကစီတအားကုတ်တတ်တယ်အာမင်အာမင်အာမင်သူပါတင်လေသူထဲမှာပါတာပဲဘာမှအာမငယ်ပါနဲ့အရှက်လည်းမရှက်ပါနဲ့အာမင်သူဝန်ခံလိုက်ပါဆိုတော့လူပေါင်းသူတို့ဂျူးလူမျိုးတွေရဲ့သတ်မှတ်ထားတာကမင်းကလေးမပါဘူးကလေးမပါဘူးယောက်ျားသူတို့လူကိုရည်တွက်တဲ့ခါမှာစစ်တိုက်နိုင်တဲ့လူတွေကိုသူတို့ရည်တွက်ထားတာဖြစ်တယ်လူပေါင်း9000ကိုအားကြောင့်အလုတ်တစ်ခုခုလုပ်မယ်ဆိုရင်တော့အတင်းတော်လူကြီးဒီခဏထောင်းယုံကြည်သူဒီခဏအလုတ်လုပ်မယ်ဆိုရင်အမှုတော်ဆောင်တွေကတအားဆင်ခြင်ပြီးတတ်တယ်ကျွန်တော်တို့စတာမဟုတ်ဘူးတခင်ယေရှုလဲဟေးပေတရုဒီလောက်လူ9000စားစရာဒီနားမှာမရှိဘူးလားစီစဉ်ပြီးပါအောင်ဆိုတယ်ပေတရုဘယ်ရှိမလဲဒီလောက်လူ9000ဒီနားမှာမုတ်ဆိုင်လည်းမရှိတော့ဘူးပြီးမှဆရာကြီးရန်လုပ်ချင်တယ်ဒီနားမှာဘယ်သူမှမုတ်ဆိုင်ရှိလို့လဲဆရာလည်းဘွိုင်းမုတ်ဆိုင်9000တာ9000စားဘယ်မှာရှိမလဲဆရာလည်းဘွိုင်းဦးနာဝမှာလားအမှုတော်ဆောင်လည်းပြောတယ်အဲ့ဒါကျမ်းစာထဲမှာတခင်ယေရှုနောက်လိုက်လို့ပေတရုဆက်တန်တာအနိကဆုံဆမုန်ပင်းနဲ့ဆက်တန်တာပေါ့နော်ပါစတာနာဆိုတော့ယေရှုတခုခုစံပေတရုအမေတမ်းပြောလေပေတရုသူတို့ပိုက်စားတယ်နော်ဆိုတဲ့ခါပေတရုဒီလောက်လူများတာဘယ်နာမှာတွားရှာမလဲဆိုတဲ့ခါမှာကလေးတွေကြားတယ်တသားမှရှိတယ်ဘာရှိတာလဲမုံ9လုံးနဲ့9 နှစ်ကောင်ဘာရှိတာလဲကလေးကတာနဲ့ပြောမယ်လူကြီးတွေပြောမယ်ဒီထဲမှာစားရှာရှိလားမရှိဘူးလို့ပြောလိုက်ဒီထဲမှာစားရှာရှိလားမရှိဘူးကလေးတွေထွက်လာတယ်ဒီထဲမှာစားရှာဘယ်သူပါလဲမုံ9လုံးနဲ့9 နှစ်ကောင်ပြောရအောင်မုံ9လုံးနဲ့9 နှစ်ကောင်ဟာလေလုယာသူဘုရားကိုချီးမွမ်းရအောင်လူကြီးတွေကဟန်ဆောင်တတ်တယ်ရှိရတဲ့နဲ့ဟန်ဆောင်တာတချို့တွေကငါမင်းမအတွက်ပါထားတဲ့မုတ်ငါတချို့ကငါကူကူအတွက်ပါထားတဲ့မုတ်တချို့ကငါသားအတွက်ပါထားတဲ့မုတ်ဒါပေမဲ့ကလေးတွေကဘယ်သူမှမုတ်ရှိလဲအရင်ကကလေးတွေဆိုဘယ်သူတွေကဒီမုတ်ခူးစားလဲငါခူးစားတယ်လူကြီးကဒီအမေသားကြောင့်ဘယ်သူခူးစားလဲအမေမုတ်ဘူးဆိုရင်တော့အင်မချီမမုတ်ဆိုတော့တမီးဖြစ်မှာပေါ့ဟင်းကြော်တဲ့လူအမေသားခူးစားမှာပေါ့ဟုတ်တယ်မလားမတီးဘူးကြံလားမတီးဘူးတဲ့ဒါပေမဲ့ကလေးတွေဆိုတတစားတော့တယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာမုံ9လုံးနဲ့9 နှစ်ကောင်ကကလေး2 ယောက်ကပြီးတဲ့ခါမှာလူ9000ဖျားကကျွေးနိုင်တယ်အာမင်အဲ့ဒီမှာပါတော့သင်ရဲ့လက်ထဲမှာပါရှိတယ်ပွားဖို့အလုံးကသူ့ပွားဖို့အလုံးကနမိတ်လက္ခဏာပြုဖို့ကဖျားတခင်ရဲ့အလုပ်ဖြစ်တယ်ဟာလေလုယာโอเคကောင်းပြီမောရှိကဲတော့လန်တာလည်းမရှိဘူးဒီကလေး2 ယောက်ကဲတော့မုတ်လည်းမရှိဘူးဒါဆိုငါမှလည်းဘာမှမရှိငါတို့ဘယ်လိုလုပ်ရမလဲโอเคကောင်းပြီတနည်းဂျေရုဆလမ်ဖျားเจ้าမှာပေတရုတို့ဆုသွားတောင်းတယ်ပြန်လာတဲ့ခါကျတော့ Golden Gate ဆွေတကားနာမှာလူတယောက်ကတောင်းစားတယ်ပေတရုထွက်လာတဲ့ခါတခါတည်းအမှုတော်ဆောင်တွေအလှတာတီးချပြန်တာဘာမှမရှိတဲ့ချိန်လည်းရှိတယ်အာမင်အာမင်အာမင်အမှုတော်ဆောင်တွေအာမင်ထူလိုက်ပါတခါတည်းမရှိတာရှက်စရာမဟုတ်ပါဘူးအဲ့လိုမျိုးထွက်သွားတဲ့ခါမှာတတော်စားပြီးပါဆိုတဲ့ခါမှာဘာမှမရှိတဲ့ပေတရုစီမှာပြီးပါဆိုတာပေတရုလဲအိုးငါမှာတော့တပြားတစ်ချက်မှမရှိဘူးဒါပေမဲ့ငါအထဲမှာရှိတဲ့ယေရှုအားဖြင့်ဘာဖြစ်လဲကျမ်းမာခြင်းရပါဟာလေလုယာသူဘုရားလက်ခုပ်တီးပြီးချီးမွမ်းရအောင်ဟာလေလုယာဟာလေလုယာအခုနပြောတဲ့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့လို့ငါမောရှိစမှာတင်းရဲ့လက်ထဲမှာပါရှိလဲတုတ်ရှိတယ်ကလေး2 ယောက်စီမှာမုံ9လုံးနဲ့9 နှစ်ကောင်ရှိတယ်ဒါပေမဲ့ပေတရုစီရောက်လာတဲ့ခါမှာဘာရှိလဲဘာမှမရှိဘူးမြင်လို့ရတဲ့အရာဝတ္ထုတစ်ခုမှမရှိပေမဲ့
မြန်လို့မရမဲ့သင်ရဲ့နှလုံးသားထဲမှာရှိတဲ့ဖယားတကယ်ဘုန်းတကူဒီဟာလေလုယာမြောက်မြတ်စွာသောလူကိုပြောင်းလဲစေနိုင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ငါတို့ဘာမှမရှိပြီမဲ့လူများစွာကိုချမ်းသာစေသောလူများဖြစ်တယ်သူဘုရားရှင်နာမတော်ကိုချီးမွမ်းပါစေဆိုတော့အငယ်ငါးကိုဖတ်ရအောင်ဒီနေ့နိုင်ပါလာတယ်တောက်ပြုလင်သူတို့ဘိုးဘီများ၏ဘုရားသခင်အာဗြဟံ၏ဘုရားအိုက်ဇက်၏ဘုရားယာကုပ်၏ဘုရားတည်ဟူသောသာရဘုရားသည်သင်အားထင်ရှားတော်မူကြောင်းကိုထိုသူတို့သည်ယုံကြလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့ဘုရားသခင်ကတခုခုခိုင်းပြီးဟဲ့ဆိုရင်ဂျေရမိအခန်းကြီး1ထဲမှာဖတ်တဲ့ခါမှာဂျေရမိယာကလည်းထူနီးခဲ့တော့ပဲဘုရားကစကားပြောတဲ့ခါမှာသူဘာပြောလဲဆိုတော့ကျွန်တော်ဒီတငယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောမဲ့စကားဘယ်သူကယုံမလဲလို့ပြောတဲ့ခါမှာဖယားတခင်ကပြောတယ်သင်ရဲ့နှုတ်ထဲမှာငါစကားကိုမှုတ်သွင်းပြီးမှသင်ရဲ့ရှိမှငါသွားမယ်တဲ့ဟာလေလုယာဟာလေလုယာဘာပြောလဲသင်ရဲ့ရှိမှငါသွားမယ်တဲ့ဆိုဒီနေရာမှာဘာပြောလဲဆိုတော့သူတို့ဘူးပြီးရဲ့ဖယားတခင်အာဗြဟံရဲ့ဖယားအိုက်ဇက်ရဲ့ဖယားသူတို့ယုံကြလိမ့်မယ်ဒီနေ့သင်ကဘယ်သူဘယ်ဝါလဲဆိုတာတဲ့သင်အနာမှာဖယားတခင်ရှိလာတဲ့ခါမှာသင်ပြောထွက်တဲ့စကားလုံးတွေသူမြတ်သောကောင်းရှိမင်္ဂလာဖြစ်ပါဟာလေလုယာဟာလေလုယာဒါပေမဲ့ဖယားတခင်ပြောခိုင်းတဲ့စကားမဟုတ်ဘဲနဲ့ပေါက်ခရစကားပြောလဲဆိုတဲ့ဒီပေါက်ထုတ်ပေါက်ခရလူဖြစ်သွားလိမ့်မယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေပေါက်ထုတ်ကလေတီတီလေးဦးပူပူလေးထဲသွားတဲ့ခါထွက်လာတဲ့ခါအကြီးကြီးဖြစ်သွားတယ်အဲ့ဒါစားကြည့်လိုက်ဒီစထွေးနဲ့တို့ကတီတီလေးဖြစ်သွားတယ်အဲကြောင့်စကားပဲပြောပြီးနှုတ်ခပတ်တော်မရှိလေပေါက်ထုတ်နဲ့တူတယ်ကြီးတလူလူနဲ့တီတီလေးဖြစ်သွားတယ်ဟာလေလုယာဆိုယာကုပ်ရဲ့ဘုရားတည်ဟူသောထာဝရဘုရားသည်သင်အားထင်ရှားတော်မူကြောင်းကိုသူတို့သည်ယုံလျင်ဘာဖြစ်လဲယုံမေဟုတ်မိန်တော်မူ၏ဒီနေ့ဘုရားတခင်ကသင်ကိုခေါ်တာကအလကားခေါ်တာမဟုတ်ဘူးကျွန်တော်တို့ကိုအမှုတော်ဆောင်ပို့တော်၎င်းဒီမလေးရှားကိုခေါ်လာတာအပြင်းပြေဒီမှာပို့ဆောင်ပေးတာမဟုတ်ဘူးသင်ရဲ့အသက်တာထဲမှာဘုရားတခင်ဘုန်းတော်ထင်ရှားဖို့ဘာပြောလဲဒီမှာမောရှိစီမှာသင်ရဲ့အဖိုးဖြစ်တဲ့အာဗြဟံအိုက်ဇက်တို့ရဲ့ဘုရားကိုသူတို့မြင်တဲ့ခါမှာသင်ကိုယုံကြလိမ့်မယ်လူတွေကတော့ကျွန်တော်တို့ကိုတွေ့တဲ့ခါမှာဟိုလူကအရင်တုန်းကဘာဖြစ်တယ်ဟိုတုန်းကဘာလုပ်ခဲ့တယ်သူတို့အဲ့ဒါပဲမြင်တယ်ဒါပေမဲ့ဘုရားသခင်အသုံးပြုလာတဲ့ခါမှာယနေ့သင်ဘုရားစာငတ်တဲ့အရာကိုပေါ်မှာဘုရားသခင်ကသူ့ရဲ့ဘုန်းတော်ကိုတင်းကိုခဏငားလိုက်တဲ့ခါမှာသင်နဲ့ကျွန်တော်မှာဘုရားဘုန်းတော်ထင်ရှားတာမှာလူတွေကသင်နဲ့ကျွန်တော်ကိုတန်ဖိုးထားလာတာဖြစ်တယ်အာမင်အခန်းငယ်6ကိုဖတ်ရအောင်တပန်သာရဘုရားကတေးလက်ကိုတေးရင်ခွန်တို့တွန်းလောဟုမင်းတော်မူတဲ့အတိုင်းလက်ကိုရင်ခွန်တို့တွန်း၍ထုတ်ပြန်သောအခါလက်ဒီမိုးပွန်းအစင်ကဲတို့နုံလီဆိုတော့ဘုရားသခင်ကကျွန်တော်ထင်တာခုနလေးကသူ့ရဲ့လန်တန်တူးထင်းတဲ့လန်တန်ကိုမိမာချခိုင်းတဲ့ခါမွေဖြစ်တယ်ပြန်ယူတဲ့ခါလန်တန်ဖြစ်တယ်ဒါပေမဲ့မောရှိထိတ်ထဲမှာမယုံတယုံဖြစ်လားမသိဘူးနော်လက်ကိုလည်းပြန်ဆန်းခိုင်းတယ်လက်ကိုယူပါဒီလိုထားပါပြန်နှုတ်ပါဘာဖြစ်တော့လဲနူသွားတယ်နူတာတွေ့ဖို့ကြလားမသိဘူးနော်တနည်းကြတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီမှာပြောဖို့လားမသိဘူး AIDS တို့နူတဲ့လူတွေရှိမှာပေါ့နော်အေးဝင်ကလေးသွားတာပကူးဖက်မှာသူကဒီမှာ AIDS ဒီမကျမ်းမာတဲ့မင်္ဂလိတွေပေါ့နော်အရောက်ရာနဲ့ချီအဲ့လိုမျိုးပြူးထုံတဲ့နေရာရှိတယ်သူလည်းကျန်းစာကြောင်းပြီးတဲ့ခါတွားတဲ့ခါကျတော့အေးဝင်ကလေးဝင်ရတယ်ကျန်းစာဝင်ပြီးတယ်ရှုတောင်းတယ်နောက်ဆုံးမှာဘာတချင်းဆိုချင်တယ်လို့ပြောတဲ့ခါမှာတို့အားလုံးအတူတူပဲတချင်းဆိုရအောင်လေဆိုတော့တခါတလေလဲတချင်းဆိုရအောင်မိတဲ့ခါမှာအပြန်ဖြီယိုလို့ရှိရင်တော့နည်းနည်းတော့ရှော့တာပေါ့နော်ဆိုတော့ဒီမှာပါဆိုလက်ကူရင်ကွန်တို့တွန်းလို့ထုတ်ပြန်တော့ခါလက်ဒီဘာဖြစ်လဲမူးပွန်းကဲတို့နုံတယ်ဆိုတာဒီလိုမျိုးပဲဖြူဖွေးနေတာအနူဆိုကျွန်တော်မန်လေးဖက်မှာအင်းဒီမန်လေးနဲ့စကိုင်းကြားတဲ့မန်လေးနဲ့ပြင်ဦးလွင်ကြားမှာရှိတယ်အနူစကားတို့ဘာလို့သူတို့ထားတယ်အဲ့လိုဆိုလက်တွေကဒီလူမျိုးကျွန်တော်လူမျိုးပေါ့နော်မဟုတ်ပဲနဲ့ဒီလူမျိုးသူတို့ဟာဆိုတော့ဖြူဖွေးတယ်ပေါ့နော်ဖြူတယ်ဆိုတာမန်ဖြူတာမဟုတ်ဘူးနော်တအားမကြက်ကြပါနဲ့အခန်းငယ်ခွန်ကိုဖတ်ရအောင်
တပန်တေးလက်ကိုတင်းရင်ခွန်တို့တွင်အောင်လို့ဟုမင်းတော်မူတဲ့အတိုင်းတပန်လက်ကိုရင်ခွန်တို့တွင်၍ထုတ်ပြန်တော့အခါပကတိအသာဖြစ်ပြန်လေဆိုတော့ဖယားသခင်ကမောရှိကိုခေါ်တဲ့အခါမှာမောရှိရဲ့ဘဝမောရှိအကြောင်းတွေကိုဣဒီမရွေးသိတယ်တင်းနဲ့ကျွန်တော်ကိုဖယားသခင်စကားမပြောခင်မှာမုန်ဆန်ကဘယ်သူဘယ်ဝါလဲဆိုဖယားသခင်သိတယ်ဒါကြောင့်ဖယားသခင်ကသူ့ဘုံကိုထင်ရှားဖို့သင်မှာရှိတဲ့စုဂျေဇုကိုအသုံးပြုရှင်တာဖြစ်တယ်နောက်ဆုံးတင်းကိုတင်စုဂျေဇုမရှိဘူးလို့တင်ထင်ခဲ့ရင်လေခုနလိုကျွန်တော်လိုပေါ့နော် gospel တော့ဘူးအရေးချင်းမမီဘူးတင်လေဒီမှာတချင်းစုဖို့ဘာပဲဖယားเจ้าမှာတယောက်ယောက်ကဘာမို့တင်းရဲ့ပတ်ဝန်းကျင်အရေးချင်းမမီဘူးလို့တင်းကိုပြောရင်တော့တင်းမှာရှိတဲ့ကျွန်တော်လိုစကားများချင်းစကားပြောနိုင်ချင်းအစွမ်းကိုတင်းမှာလည်းရှိတတ်တယ်အာမင်အဲ့ဒါကအခုဆိုရင်တရားဟောတဲ့နေရာမှာအရာအတုံးဝင်တာဖြစ်တယ်အားကြောင့်စကားပြောနိုင်တဲ့အတွက်တရားဟောတဲ့ခါမှာလည်းတစ်ခါတလေ3နာရီကြာတယ်ဒီမှာတော့10မိနစ်လောက်ပဲကြာမယ်နော်ရှိဘလား10မိနစ်မရှိဘူးဒီနာရီတော့7ခွဲကျွန်တော်နာရီက10ခွဲကျွန်တော်မြန်မာနာရီနဲ့ဟောတာဘာသာမြန်မာအချိန်ဖြစ်တဲ့အတွက်ကြောင့် sorry တနာမလဲလို့ဒါမလီချာနာကြီးတကမြန်မာနာကြီးဆိုတော့မောရှိရဲ့တက်တောက်ကြီးတဲ့ခါမှာသူကပညာတတ်တယ်ဒါပေမဲ့အဲ့ဒီချိန်မှာသူ့ရဲ့ဇာတိသူတတ်ထားတဲ့ပညာနဲ့သူ့လူမျိုးတွေဦးဆောင်ဖို့ကြိုးစားတဲ့ခါမှာအဆက်ကွဲချင်းရောက်သွားတယ်ဒါပေမဲ့ဖယားတကယ်အချိန်တန်တဲ့ခါမှာဖယားတကယ်စကားပြောခိုင်းတဲ့ခါမှာလူ6သိန်းကိုဦးဆောင်ခွင့်ကိုဘုရားကပြင်ဆင်ပေးတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့အထဲမှာတယောက်နဲ့တယောက်မတူဘူးတချို့တွေကတာမန်ထက်ကြုတ်ချောတယ်တချို့တဲ့တာမန်တဲ့ကျွန်တော်တို့လို့ဆိုစကားပြောနိုင်တယ်တချို့တွေကျစကားပြန်မပြောဘူးနားလည်းမထောင်ဘူးတချို့တွေကျတော့သူများရင်ဖွင့်တမျက်ကိုနားထောင်ပြီးနိုင်တယ်ပြောတကယ်ချင်းငိုပြလိုက်နားထောင်ပြီးဒါကတကယ်ကိုနှစ်သိမ့်ပြီးတဲ့တချို့ရှိတယ်တချို့ကျတော့ပိုက်ဆံရှိတယ်သူ့တငယ်ချင်းတွေကိုမရှိရှုံကျွေးချင်တယ်လို့ရှိတယ်တချို့ကျတော့သူ့တငယ်ချင်းပိုက်ဆံကိုကုန်တဲ့ထိပြီးတုံးကူတဲ့အဖွဲလည်းရှိတယ်ဆိုတော့ဘုရားတကယ်ပြီးထားတဲ့စုကြည်ကတယောက်နဲ့တယောက်မတူဘူးအာမင်ဒါကြောင့်ကျွန်တော်ကအင်္ဂါအခုမိဘမဲ့ကလေးတွေကျွန်တော်ကတခါတည်းစိတ်အရန်ဆိုးတဲ့ခါမှာကျွန်တော်အမေရှိမှာဒီကလေးဒီဘာမှလည်းမတတ်ဘူးဘာမှလည်းမလုပ်တတ်ဘူးဘာဖြစ်လို့ဒီမှာလာလဲမသိဘူးကျွန်တော်အမေကတခွတ်မဲ့ပြောတယ်အဲ့ဒီကလေးတွေလေခင်ဗျားလူတိတော့ရှင်ခင်ဗျားနာမှာဘာလာလို့မှာလဲဆိုတော့ကျွန်တော်ဘုရားเจ้าမှာလဲတင်းလူမျိုးဂီတာမတီးတတ်ဘူးရှင်ဂီတာမတီးတတ်လူကိုတွားပြီးမှမပြောနဲ့တီးတတ်လို့ရှင်ခင်ဗျားလည်းနေရာပြုတ်သွားမယ်ဟာလေလုယာဟာလေလုယာအင်တာရှိမဲ့လူတွေအရန်ပြင်းနေဆိုလဲကြီးတော့ချီးမွမ်းလိုက်အင်တာစီတဲ့လူ10ယောက်ရှင်ခင်ဗျားနေရာပြုတ်သွားမယ်ဘာလို့ဘုရားတခင်ကလူတိုင်းမှာသူ့အစွမ်းစားနဲ့ပြီးတယ်ဆိုတာကငါတို့ကတန်လုံးတဝါနေဖို့ဖြစ်တယ်ဒါကြောင့်ယောမအခန်းကြီးစနစ်ကကျွန်တော်တို့ရဲ့အတင်းတော်မကြခင်နောက်ပတ်မှာကျွန်တော်တို့တကြံကဲမှာလုပ်ရမှာဖြစ်တယ်ကျွန်တော်က be transform ပုံတံပြောင်းလဲခြင်းရဲ့နောက်မှာပါရှိတယ်ဆိုတော့ဖယားတခင်ကအင်္ဂါအသီးသီးမှာကျွန်တော်ခန္ဓာကိုယ်မှာအင်္ဂါရှိတယ်ပေါ့နော်ဒီနေ့ရွက်ကခင်ဗျားတို့အမြင်မှာမလာဘူးလို့ထင်ပြီးမဲ့နေ့ရွက်ကိုနဖူးမှာရှိလို့ရှိရင်ဘယ်လိုလာမလဲမသိဘူးငါမျက်လုံးတလုံးကအနောက်မှာရှိတယ်ဆိုတော့တော်တော်ကရောက်မှာပိုက်ဝန်းကျင်လေးဒါပေမဲ့ဖယားတခင်ကဒီမျက်လုံးတိတိလေးဆိုပြီးမဲ့အာမင်သူ့နေရာမှာထားတော့နည်းနည်းအဆင်ပြေတယ်နှခေါင်းကဒီဘူးဇုံယူဒီဘူးအတော်လိုက်ထားလို့ရှင်တော်ပြဿနာပဲဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲဆိုတော့ဒီနှခေါင်းကမိပူချောင်မှာအနမ်းလေးကိုဟာကြက်ကြော်ပဲဒါဆိုဒီနှခေါင်းအနမ်းရဆိုနှခေါင်းမှာထည့်လို့မရဘူးပစတ်ထဲမှာထဲပစတ်ကလည်းရှာကအရတာခံတယ်ပြီးလို့ရှင်နှခေါင်းနဲ့မဆိုင်တော့ဘူးဘိုက်ထဲရောက်သွားတယ်ဘိုက်ထဲအစာရကကြိတ်တယ်ကြိတ်ပြီးလို့ရှင်သူ့ရဲ့တွန်းအားရောက်နောက်တစ်ခုပြန်သွားတယ်ဆိုတော့သူကလည်းသူရောက်တော့သူကငါဟာဆိုမရဘူးအတင်းတော်မှာလဲတယောက်ကဆရာတို့အဖွဲ့ချုပ် Bible study ပြီးတော့ဟိုလိုလဲဘုရားကျောင်းလာတာ Bible study တော့မပြီးတတ်ဘူးလို့နဲ့အကုန်လုံးပြီးတတ်လို့ရှင်နားထောင်မဲ့လူမရှိဘူးဘုရားကျောင်းမှာကျွန်တော်နဲ့အတူလို့တဲ့ဆရာမတွေကိုပြောတယ်လူငယ်တွေဖိတ်ခေါ်ရအောင်ဆိုတဲ့ခါမှာပထမပိုက်တော့နားမလဲဘူးဆရာမတွေမခေါ်လာချက်နဲ့တော့
ဆရာမရှိရောက်ရှိတယ်လို့အစားတော့သူတို့နားမလဲဘူးနောက်ပဲကျွန်တော်ပြောချင်တာလေဆရာမဒီဆရာဒီခေါ်လိုက်နားထောင်မလို့မရှိတော့ဘူးလို့ငါတို့မှာအကုန်လုံးကဟောချင်ဘယ်သူနားထောင်မလဲလို့အာမင်ဒါကြောင့်အတင်းတော်မှာလေတရားမဟောချင်ပဲနဲ့နားထောင်ချင်တဲ့လူရှိတာလေဂျေဇုတော်ပဲเนาะဆယ်လင်ဘွယ်နားထောင်တဲ့လူမြန်းရောက်ဖို့အရာကြီးကောင်းကြီးလိုရတယ်အဲ့တော့တခါတည်းဆရာကမင်းတို့ကတရားလည်းမဟုတ်တဲ့ဘူးဘာမှနားပဲနားထောင်နေဒါဆိုငါတို့နားထောင်တဲ့လူပြန်တော့မယ်ဆိုငါတို့ဘာလို့လုံးမလဲမသိဘူးနုဒီမတို့လည်းကြာနားထောင်မှာမဟုတ်ဘူးဆိုတော့စားတာပါချစ်လို့တိုက်ဆိုင်မှုရှင်နောက်ကလူတွေဘုရားရှင်ကောင်းကြည့်ပြီးပါစေဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကပါဆိုဘုရားသခင်ကလေကျွန်တော်တို့ဒီကလေကိုနေရာမှာဘုရားကအသုံးပြုတာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ပြန်စဉ်းစားတယ်အခုအတင်းတော်စားတဲ့ခါမှာကျွန်တော်ပြန်စဉ်းစားကြီးစုတော်ချီးမွမ်းတယ်ကိုတော့ကျွန်တော်တာဂီတာတီးတက်လို့ရှင်အမေဒန်ဂီတာသမားနဲ့လူမှာကိုတော့ဂီတာမတီးတက်တာကြီးစုတော်ချီးမွမ်းတယ်တချင်းမဆူတတ်ဘူးရတယ်တချင်းမဆူတတ်တော့တရားဟောတာတော့မိုက်ကိုဒီလောက်ချစ်မြတ်နူးနေတာတချင်းတာစစ်ပြီးမှတချင်းဆူတတ်တဲ့အရွယ်ရှိတချင်းဆူတာလဲမုံဆန်တရားဟောတာလဲမုံဆန်ဆိုတော့နားထောင်မဲ့လူကရှားလာမှာဒရမ်တီးတက်တဲ့ဆိုတော့တချို့တွေကနေရာတကာမှာတော်တယ်လောကမှာဂျော်ကာဆိုတာဖဲရိုက်တဲ့ချိန်မှာဂျော်ကာအရန်သုံးလို့ကောင်းတယ်ဖဲရိုက်ဖူးကြလူလက်ထောင်းဒီကမှလည်းမတန်းဟွာတော့တတိရတယ်တရုတ်ဒီထမင်းစားတယ်မလားဘယ်သူအချောဆုံးဆရာမကျင်းနေတယ်နေဒီမှာငါအချောဆုံးနဲ့ဘယ်သူပိုက်ဆံရှင်းမလဲငါရှင်းမယ်ရှိတယ်တရုတ်ဒီအဲ့လိုမျိုးဒါခဏလို့လေဖဲရတဲ့လူလက်ထောင်ဆိုဘယ်သူမှမထမ်းဘူးဒီရုပ်ဒီကဆိုယောဂဆိုတာဖဲရိုက်တဲ့နေရာမှာပဲကောင်းတယ်အပြင်မှာမကောင်းဘူးခုမှလည်းဆက်စုပါချင်တယ်ဒီမှာလည်းဆက်စုပါချင်တခုခုလို့ပါဆိုမလုပ်တတ်ဘူးဒါပေမဲ့တအားပါချင်တာသူ့နာမည်ကဆက်စုဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုတော့ဖယားသခင်ကတင်းကိုဒီညမီးမယ်ဆိုရင်တော့တင်းရဲ့လက်ထဲမှာဘာရှိလဲလို့မီးတယ်ဆိုရင်တော့ငါတို့ဘာပြောရမလဲဒီနေ့အနေဆုံးတဲ့သူတွေကိုထိန်းချမ်းမှာတုံးပြုခဲ့တဲ့မောရှေရဲ့လန်တန်ကယောရာမြစ်ကြီးကိုနှစ်ချမ်းခွဲနိုင်တယ်ဟာလေလုယာဘာမှမပြောပါတော့တဲ့မုံငါးလုံးနဲ့ငါးနှကုံချောင်းကိုလူ9000ကိုကျွေးနိုင်တယ်ဘာမှမရှိတဲ့ပြည်သူရဲ့နှလုံးသားထဲမှာရှိနေတဲ့ယေရှုသူပိုင်ဆိုင်ထားတဲ့ယေရှုအဖြစ်ချီမစွမ်းတဲ့လူကိုချမ်းသာစေတယ်ဒီနေ့ကျွန်တော်ရဲ့တာထဲမှာလူတွေကအရေးချင်းရှိတယ်လို့မတတ်မရင်တုံးဖယားသခင်ကသင်ကိုအသုံးပြုတယ်ဆိုရင်နူနာ4ယောက်ချောင်းဂျယ်ကောမြူကြီးကလွတ်မြောက်ခြင်းကိုရတာဖြစ်တယ်ဟာလေလုယာသူတို့တော့ဘုရားတကယ်တောင်းပြုနေဆိုတင်နဲ့ကျွန်တော်ဘာဖြစ်လို့မတောင်းပြုနိုင်မှာလဲအားလုံးမတည့်ရကြရအောင်ဒီနေ့တချင်းတပုတ်ရှိမှာကိုတော်ရှင်ကိုပဲလူတဲ့ဆိုတဲ့ဟာရှိလားမသိဘူးရှိလားနှုံးဟုတ်ရကဲ worship တမားကြီးကျေးဇူးပြုပါတပြပါနှုံးကိုတော်ရှင်ကိုပဲလူတဲ့ဆိုတော့ဒီနေ့တင်းရတဲ့တာထဲမှာကျွန်တော်လူပဲလူတွေကအဆန်းချင်မမီဘူးလို့တတ်မရင်တတ်မလိမ့်မယ်ဒါပေမဲ့သင်နဲ့ကျွန်တော်ရဲ့အသက်တာမှာဖယားသခင်ကသူများနဲ့မတူထူးခြားတဲ့အရာကိုဖယားကပေးထားတာဖြစ်တယ်အာမင်မိတ်ဆွေသက်တာထဲမှာလူတွေရဲ့တတ်မှတ်တဲ့နေရာမှာဘာမှမတော်ဘူးမတတ်ဘူးသင်မှအရေးချင်းမရှိဘူးလို့ပြောလိမ့်မယ်ဒီညမှာဖယားသခင်ကသင်နဲ့ကျွန်တော်ကိုမိတယ်ငါသားငါသမီးတင်းကိုငါအစွန်းစားပြီးထားတယ်နော်တင်းလက်ထဲမှာပါရှိလေသူအရာပြင်းပုံလို့ထင်ရှားဖို့ဘုရားတကယ်ပြီးထားတာဖြစ်တယ်ဟာလေလုယာဒီနေ့တင်း worship ကိုဆုံးတတ်လား keyboard တီးတတ်လား guitar တီးတတ်လားဒါမှမဟုတ်ဘုရားကျောင်းမှာတန်ရှင်းလို့တတ်လားဒါမှမဟုတ်ဘုရားကျောင်းမှာလာတဲ့လူကိုမင်္ဂလာပါဆိုပြီးနှုတ်ဆက်တတ်လားဒါမှမဟုတ်ဘုရားတကယ်တင်းကိုပြီးကချင်းမှာကောင်းချီးပြီးလားဒါပေမဲ့ဘုရားတကယ်တင်းကိုသူများကိုအားပေးတဲ့နေရာမှာစကားပြောတဲ့နေရာမှာဘုရားကအသုံးပြုလားမိတ်ဆွေဒီနေ့ဖယားသခင်ကတင်းကိုမေးတယ်ငါသားငါသမီးတင်းရဲ့လက်ထဲမှာပါရှိလေတဲ့ထိုအရာဖြင့်ဘုရားဘုန်းတော်ထင်ရှားဖို့ဘုရားကတင်းကိုပေးထားတာဖြစ်ပါတယ်ဘုရားသခင်ပေးထားတဲ့ဆိုဂျီစုကိုမိမမမြုပ်နှံထားပါနဲ့ဖယားဘုန်းတော်တို့ထင်ရှားစီပါဖယားဘုန်းတော်တို့ထုံးပြပါဖယားတို့နိုင်ငံတော်အသုံးပြုပါသူ့ဘောစီတာဖယားသခင်ပဲဖြစ်ပါတယ်
ဟေးတင်းရဲ့နှလုံးသားဒါကြောင့်ဒီနေ့တင်းရဲ့တက်တာတွေမှာရှင်ငွေရတဲ့ကိုတော်ရှင်ကိုပဲလိုအပ်တာဖြစ်တယ်တင်းရဲ့ဂျန်စီဒီတင်းရဲ့ရေမချက်တွေခဏဖယ်ထားလိုက်ပါတင်းရဲ့တက်တာတွေမှာကိုတော်ရှင်ရှိလာတဲ့ခါမှာထူးခြားတော့လို့ဖြစ်လာမှာဖြစ်ပါတယ်ဟာလေလုယာဟေးတင်းစီမှာဖရားတခင်တောင်းတာကမရှိတဲ့အရာမတောင်းပါဘူးလူတွေကတော့တခါတလေတင်းမှာမရှိတဲ့ဟာကိုကတိကတတောင်းတတ်တယ်ဒါပေမဲ့ဖရားတခင်ကတော့တင်းမှာမရှိတဲ့အရာမတောင်းပါဘူးဒီမုံငါလုံးနဲ့ငါးတကောင်ကြောင့်လူထုံပေါင်းမြောက်များစွာဝါလင်စွာချွေးမွေးချင်းကိုပေးတယ်ဒီဒါဝိရဲ့သက်တာထဲမှာကြောက်ခဲတည်တည်လေးပဲရှိတယ်ဒါပေမဲ့ဣတိလလူမျိုးတွေဂျိုးလူမျိုးတွေတမျိုးလုံးကြောက်ရွံ့နေတဲ့ဂေါလိယကြီးကိုဖယားသခင်ကအနိုင်ယူခွင့်ကိုပေးတယ်ဒီအားနေတဲ့တူးချောင်းဖြစ်တဲ့မောရှေသက်တာထဲမှာထူတုံဝီအချင်းပင်လေကိုနှစ်ချင်းခွဲစီတဲ့အရာဖြစ်တယ်ဟာလေလုယာသင်မအားနဲ့တော့တဲ့ရဘုရားတကယ်အတော်ပြုတဲ့ခါမှာကဘာကြီးကိုပြောင်းလဲစီတော့သူဖြစ်တာလေယာရာရာရာကိုရဲ့အာနာဆန်စီဆုံးဖြတ်ချက်တွေနဲ့အလုံးရှာတိုင်းဒီ hallelujah the bore chance Lord I feel alone the sanda kia the bolune sunshine in the swa be mu pilai ba so sanda asani piachi moyang Song biasa dunia loja daidi hallelujah Here the bone chansi luro dai piludi No in alone the sanda Bolune sunshine in the swa we will be live Sanda Rushing over melody Rushing over Cha tùy thế Sanda mya xóa thế Bù lô á chi mà bù Asa đi biên chi mùa yang đi Cho nó tất ta thế mà Cho nó gì mà chưa đi ông miền phụ Cho nó tất ta thế mà ông miền phụ Cú lô xin cú bé lùa đạp hít đi Đi tí tất ta thế mà Cho nó tất ta thế mà Tu cú lô xin xí la đấy khá mà Aya á lông biang lên tố mà hít đi Cho nên là chân sĩ phải á lưu đó people ở nhà gì chi để mình suy ye. Cho tôi là lòng đã sanda kia the balloon sunshine nhưng ta xóa vì miêu pilai ba Cho sanda Kuro shingu belwadi Kuro shingu
ကိုပဲမေလို့ရေသူတော်ရှင်ကိုပဲမေလို့ရေရှင်မချတွေ့တဲ့မြောက်မချတွေ့တဲ့သူတော်သာတောင်းတာပါလေရာရာတွေတက်ချီပြောင်းပါလေသူတော်ထောင်ရဘုန်းရှိပါစေစာချတွေ့တဲ့စန္ဒမြစွာတဲ့သူတော်အားချီဘုရားရှိခိုးပွဲလူတွေတော့တကားတွေ့တဲ့သူတော်သာတောင်းတာပါလေရှာယာတွေသက်ချီပြောင်းပါလေသူတော်ထောင်ရဘုန်းရှိပါစေစာချတွေ့တဲ့စန္ဒမြစွာတဲ့ချီမြောက်ကူွယ်ပဲဒီနေ့မိတ်ဆွေဖယားတခင်ကဒီနေ့သင်ကိုပေးပါတယ်သင်ရဲ့လက်ထဲမှာဖယားတခင်ကပါပြီးထားတယ်လေဒီနေ့သင်ရဲ့စုကြည်စုကိုဒီနေ့ပြန်လဲပြီးမှဆက်ကပ်ပါပြန်လဲပြီးဆက်ကပ်ကြရအောင်ဒီနေ့ဖယားကသင်ကိုပါပြီးလဲဖယားကကျွန်တော်ကိုပါပြီးလဲသူရကိုမြတ်ထုတ်ကြရအောင်သူရကိုဖယားဘုံတော်ထင်ရှားဖို့အသုံးပြုရအောင်ဒီနေ့မှာသင်ကိုပေးထားတဲ့ယူပါယုံသင်ကိုပေးထားတဲ့စုကြည်စုမပြုတ်ခိုင်းပါနဲ့ဖယားဘုံတော်ထင်ရှားဖို့ဖြစ်တယ်ဒီနေ့သင်ကိုသင်အားမငယ်ပါနဲ့ confidence မရှိဘဲမနေပါနဲ့ဖယားတကယ်သင်ကိုအသုံးပြုခြင်းတယ်သင်ရဲ့အားနဲ့မှသိတယ်သင်မပြည့်စုံမှလည်းသိတယ်ကျွန်တော်တို့မဆုံးလင်မှလည်းသိတယ်ရာရာ친구 베멜루레 울어 친구 베멜루레 희망차 되자 Yes 울어갔던 밤 감사차 되대 감사차 되대 산다며 swate 우러 아침만 구매미 할렐루야 꾸러 지수되네 니니 피야 드킨 꾸러 니니 디마시도 꾸러 따다미미야고 니니 벨레비마 꾸러 비타도 수 지수미야 ကိုတော်ပြီးထားတော့ကျွန်တော်လက်ထဲမှာစုပ်ကိုက်ထားတဲ့အစွမ်းအစများကိုမိထဲမှာမြုပ်နှံသောသူမဟုတ်ဘဲနဲ့အသင်းတော်သူတစ်ဖို့မိသားစုသူတစ်ဖို့အတိုင်းဝဲသူတစ်ဖို့ဖယားသခင်နိုင်ငံတော်ဘုန်းတော်ထင်ရှားဖို့အသုံးပြုတတ်သောသားသမီးများကိုဖြစ်စီတော်မူပါဒီနေ့စီရဲ့အသင်းတော်မှာဒီနေ့ကိုတော်ပြီးထားသောစုကျေးဇူးများအသုံးမပြုတ်တဲ့လူမြောက်များစွာရှိသေးတယ်သူတို့ရဲ့ရထားသောစုကျေးဇူးများကိုစီရဲ့အသင်းတော်တို့ဒီနေ့လူအပ်တဲ့နေရာမှာအသုံးပြုနိုင်ဖို့သူတို့နှလုံးသားထဲမှာယုံကြည်ခြင်းကိုထည့်ပြီးတော်မူပါဟာလေလုယာအာနေဆုံးသောအရာ
အားငယ်ဆုံးသောအရာပင်လျင်ဒီနေ့ဖခင်အသုံးပြုနိုင်တော့ကျွန်တော်ရဲ့မပြည့်စုံတဲ့အရာကိုလည်းဒီနေ့ဖခင်ရှင်အသုံးပြုမယ်ဆိုတော့ကျွန်တော်ယုံကြည်လက်ရှိပါတယ်ကိုတော်ဖာချစ်စွတဲ့ဒီနေ့ရောက်ရှိလာတော့ကိုတော်သားသမီးများသည်နှုတ်ခပတ်တော်ကိုကြားယုံနာယုံတက်တဲ့မဟုတ်ဘဲနဲ့အသက်တာထဲမှာထူအရာနဲ့အသက်ရှင်ပြီးမှတပါးသူကိုပြန်လဲပြီးကနိုင်တော့သူများဖြစ်စီတော်မူပါဒီညပြန်သွားတဲ့ခါမှာလဲကိုအင်အသီးသီးကိုပြန်သွားတဲ့ခါမှာလမ်းခီးမှာမကောင်းဆိုးဝါနဲ့တရကောင်းကျွန်တော်တို့ကိုအနောက်ရှက်ပြီးတတော်သူများနဲ့တရကောင်းကျွန်တော်ကိုဖန်ဆီးတတော်သူများနဲ့တရကောင်းကင်းကွာစီတော်မူပါဆာလန်ကိုစတဲ့တဲမှာရှိတဲ့တိုင်ကောင်းကင်တမန်မြတ်ကိုစီလွတ်တော်မူပြီးဒီနေ့ကျွန်တော်ပတ်ဝန်းကျင်မှာတတ်ချတော်မူပါကိုရောဖာချစ်စွတဲ့နဲ့ဒီနေ့ချီးမွမ်းကိုဝေချင်းကိုအစလည်းဆုံးဒီကိုရောသူပါရှိတော်ကြောင့်ချစ်စွတော်ပေါင်းကိုချီးမွမ်းတဲ့ခါမှာတပါးတိတော်ယေရှုနာမကိုပြည့်စုံတောင်းပြီးပြန်လည်းပြီးမှကိုရောလည်းထဲတော့ပြန်လည်းစက္ကနာပါတယ်ဖာဖျားတခင်အာမင်အားလုံးဖျားရှင်ကောင်းချီးပေးပါစေချစ်စွတင်ပါတယ်